ကောင်းအောင်နေပါဘာလဲတော့ဟဲ့တိုက်ငါးစင်တိုက်ကြီးနဲ့နေပါလို့ဆိုတာမဟုတ်ကောင်းအောင်နေပါဆိုတာငါသမီးလင်သားနဲ့ရောက်ခမကြံတပြေတယ်မထိုင်ရင်ပိုကောင်းတယ်မိမတွေကအောင်းမိမဘုရားအတူတူထိုင်ရင်နေခြင်းလို့ယူတာကြံတပြေတယ်မထိုင်ရဘာလို့ဖို့ထိုးမအောင်မိနဲ့မိမရဲ့ဝတ္တရားကိုပြောနေမနေနိုင်လို့ကြံတပြေတယ်ထိုင်တော့မှငါသမီးလင်သားနဲ့ရောက်ခမရှေ့ကိုဒူးတုတ်ထိုင်ပါမိမတွေမှတ်သွားကြရှင်ဗျာဒူးကြီးတုတ်ထိုင်နေခက်ဘူးလားဖေရနေတိုင်းမဟုတ်ဘူးချွင်းချက်နဲ့ပြောခဲ့ဘယ်လိုနေထုတ်ငါသမီးတို့အိမ်ကလူသားတွေဆိုတော့တန်ဃာတော်တွေတဲ့ကြွလာခြင်းလာလိမ့်မယ်လူကြီးမိဘအရွယ်တွေလည်းလာခြင်းလာလိမ့်မယ်ဆရာသမားတွေလည်းလာခြင်းလာလိမ့်မယ်အဲ့ဒီလိုလာတဲ့အချိန်ဒူးတုတ်ထိုင်ငါသမီးတို့ကမထိုင်မဲနဲ့ပူကတ်နဲ့လေအဲ့ဒီလိုလူချင်းမိဘဆရာသမားတန်ဃာတော်တွေလာတဲ့အချိန်မှာပုကပ်ပြီးတော့တို့ကနန်းစိတ်ကနန်းနေမယ်ဆိုရင်ဖြင့်ငါသမီးလူကြီးတွေမျက်တောင်မွေးစူးတယ်ဒီပြင်ချိန်မဟုတ်ဘူးအဲ့ဒီအချိန်လို့မှတ်ကြချွင်းချက်နဲ့နေတိုင်းဒူးတုတ်ရမယ်လို့ဘုန်းကြီးဆိုတာမဟုတ်မျက်စောင်းတော့မထိုးကြနဲ့ဒီပြင်အချိန်ကြတော့သဘောအတိုင်းဘာပြောချင်သေးလဲငါကောင်းအောင်ပြောရကောင်းအောင်နေပါဆိုတာဒါဟဲ့ပြီးသွားပြီပေါ့ကွာအနေထိုင်ကမတက်လွန်းမိဘကလည်းထိုင်ပေါ်ရိုးထိုင်သူတော့ဘောင်ပေါ်တက်ထိုင်နေခေခြေတော့ကနှံ့နေတာအကျော်ဆွဲတာသေမလို့ချန်ဒီကန်စီပြောပါတယ်ကဲဒီတော့ကောင်းပြီကောင်းအောင်နေပါပြီးတော့ဘာတော့ဟဲ့ကောင်းအောင်စားပါဆိုတာငါသမီးကျက်သားဝက်သားဘဲပေါင်းနေကြီးနေ့စဉ်ချက်စားလို့ဆိုတာမဟုတ်ပဇွန်တုတ်တေကြီးနေ့စဉ်ချက်စားလို့ဆိုတာမဟုတ်ကောင်းအောင်စားပါဆိုတာကငါသမီးမနဲ့မိုးလင်းရဲ့မျက်နှာသစ်ပါမျက်နှာတော့သစ်တာပေါ့မျက်နှာရင်မသိနဲ့ငါသမီးရဲ့လက်နှစ်ဖက်ကိုစင်အောင်ဆေးပါဒီလက်ကဆွန့်ချက်မှာတဲ့တန်ဃာတော်ဆွန့်လုံးမှာတဲ့ရောက်ခမမိဘလင်သားခုကျွေးမှာတဲ့ဒါကြောင့်ပရိသတ်ကြီးဆွန့်ချက်မဲ့တရားတော်တွေမှတ်ထားမျက်နှာရင်မသိနဲ့လက်နှစ်ဖက်ပါစင်အောင်ဆေးခမည်းတော်လက်ဘာပြုလို့ဆေးခိုင်းတာတော့ဆိုတော့ခမည်းတော်လက်အိတ်နေတော့ကိုယ့်လက်အကြောင်းကိုသိတာမဟုတ်ဘူးဗျာဆောင်းလည်းနားမထောင်ပဲနဲ့ဟိုဘူးအဲ့ဒီတော့ဆိုတော့ကိုယ့်လက်ကမျက်လုံးနိုင်နှာခေါင်းနိုင်ဗျာပြောမယ်ဘုန်းကြီးကိုအချိန်ပြက်သွားတာဘယ်တစ်ယောက်တွေးနေတာတော့ဒါကြောင့်လက်နှစ်ဖက်ကိုစင်အောင်စေးဆွန်းချက်မှာဖယားဆွန်းတော်တင်မှာတန်ဃာတော်ဆွန်းတော်မှာမိဘရောက်ခမခုကျွေးမှာဒါကြောင့်ငါသမီးတဲ့အဲ့ဒါလို့အိယာကထပ်ပြီးတော့ဆွန်းချက်တန်ဃာတော်ဆွန်းလောင်းပြီးတဲ့ချိန်ခါမှာရောက်ခမနဲ့လင်သားထမင်းကျွေးတဲ့ချိန်ခါမှာငါသမီးဒူးတုတ်ကျွေးပါဧသားကြီးဘယ်လိုကျွေးရမေးရအောင်စကားမစတို့ဒီကြည့်မြင်နိုင်ပန်းမင်းကြီးလမ်းနဲ့တကွာတရားနာလာတဲ့ရက်ဒီမှာလင်သားဒူးတုတ်ကျွေးတဲ့မိန်းမရွေးထုတ်ဘယ်နှယောက်ရပါမစားရတဲ့ကောင်တွေကလည်းတရားပါရောမရှိတဲ့ကောင်တွေလည်းရမ်းတုတ်တာဟဲ့ကဲဒူးတုတ်ကျွေးကြမိန်းမဖြစ်ရတာရှုံးလိုက်တာနောက်လို့မအောင်မိနဲ့လက်ရည်တပြင်းကြီးစားခြင်းလို့ယူတာဖရာနောက်မှစားရမယ်ဆိုတော့ဟေးနေတိုင်းမဟုတ်ဘူးဟဲ့ဘယ်လိုနေတော့ဆိုတော့ငါပြောမယ်ဟောဧည့်သည်လာတဲ့နေ့လင်မယား2ယောက်ရှိတယ်ဆိုကြပါစို့ဧည့်သည်1ယောက်ရောက်လာပြီဧတာဧည့်သည်ပဲ2ယောက်ရောက်ဟဲ့လင်မယား2ယောက်ရှိတဲ့အိမ်ဆိုတာဘယ်2ယောက်စားချက်မလို့2ယောက်စားချက်မယ်ဧည့်သည်1ယောက်ရောက်လာတော့ဘယ်2ယောက်ဖြစ်တော့ကိုင်းကွယ်ဧည့်သည်1ယောက်ရောက်လာတော့2ယောက်လင်မယား2ယောက်စားချက်တဲ့ထမင်းကိုဧည့်သည်ရော3ယောက်အတူတူထိုင်စားရင်လောက်မလောက်ရင်ရှားကျွေးရတဲ့လင်သားမျက်နှာပြက်တဲ့အိမ်ရှင်မတို့အချို့ကရောစားရောဟေ့3ယောက်ဧည့်သည်ရောလင်မယား2ယောက်စားမဲ့2ယောက်စားကိုကိုင်းစားကောင်းတော့ထမင်းပြတ်ပကွာဟာထမင်းခုကြီးလေမျက်လုံးပြူးကြီးနဲ့မိဖို့တည်းမသွားရဲဘူးဟာဘယ်သွားရဲမလို့ကရှိမှရှိတော့ပဲဟာဘယ်ငါပြူးကြီးอ่ะထမင်းခုကြီးဆိုမှငေါင်းလိုက်လို့တော့ပကံများလေးကြိုင်ပြီးထသွားတာမိဖို့တည်းလည်းရောက်လို့အပြင်ပြန်မထွက်ရဲဘယ်ထွက်ရဲမလို့ရှိမှမရှိပဲတချို့မိန်းမကြတော့ပါတဲ့ပကံများယူပြီးမိဖို့တည်းကစုပ်ကနေထွက်တော့ဘေးအိမ်သွားချီ
မင်းတို့ဘက်ကများတော့ချီးသားမှအဲ့တဲ့အစာကြီးတို့ပြီးတော့ပြန်စားပါမယ်ခလိမ်မရင်လည်းတော်သေးတာပေါ့ကွာဒါကြောင့်တရားနာပိဋကကြီးငါသမီးတဲ့အဲ့ဒါလိုအစာမတတ်ရင်ရှာကျွေးတဲ့လင်းသားမျက်နှာပြတ်တတ်တယ်ဒါကြောင့်နောက်မှစားဆိုလို့လက်ရည်တပြင်းကြီးစားခြင်းတာနောက်မှစားရတယောက်မျက်နှာတယောက်မကြည့်ရဟမ်းမကြဘူးမအောင်မင်းနဲ့အဲ့ဒါလိုနေဟဲ့သဘောပေါက်ရလားပိဋကကြီးဒါတော့ပြောလို့မှမပေါက်ငါခေါင်းလျှောက်ခေါင်းဒါပဲရှိတော့တဲ့တဲ့ကြီးခေါ်နေတာကဲဒီတော့ကောင်းအောင်စားပါဆိုတာပြီးပါစီပေါ့ကွယ်ဟဲ့နံပါတ်8ကဘယ်လောက်တော့ဟဲ့ကောင်းအောင်အိပ်ပါဆိုတာဇာချင်းလောင်ကြီးနဲ့နိုင်လွန်ချင်းလောင်ကြီးနဲ့ဖန်ကရင်မှန်ကရင်ကြီးနဲ့ဟဲ့မှုရကြီးဓာတောင်လောက်နဲ့ငါသမီးအိပ်လို့ဆိုတာမဟုတ်အိပ်တဲ့ချိန်ခါမှာလင်းသားနဲ့ရောက်ခါမှာအရင်အိပ်ပါလေကိုကနောက်မှအိပ်ပါပြီးတော့ငါသမီးမနဲ့မိုးလင်းတော့လေကိုကအရင်ထအိမ်မှုကိစ္စကိုလုပ်ပါမှတ်ထားဟိနောက်မှအိပ်ရမယ်အရင်ထရမယ်တဲ့ရှင်ဗျာဟမ်ကြပါအောင်နောက်မှလည်းအိပ်သေးရဲ့အရင်ထအေးရေးဝါပါမလားဟာမဝါထားရမှာတဲ့ခင်ဗျာကငါကြည့်မနေနဲ့ဟေ့ဒီမှာထားရမှာတဲ့ဘာဖြစ်လို့နောက်မှအိပ်ခိုင်းတာလို့စီးပွားရေးရှာကျွေးတဲ့လင်သားစီးပွားရေးရှာကျွေးတဲ့လင်သားပင်မင်းပန်းမနဲ့ခေါင်းအုံးနဲ့ခေါင်းနဲ့ကပ်ရင်ပျော်လိုက်မယ်အဲ့ဒီအချိန်ငါသမီးကဂျူတီဆောင်ဒါပြောတာကွာအိမ်နဲ့ခွေးခေါင်းအုံးတော့ခွေးခေါင်းနဲ့ဒီခွေးကဘာခွေးပါလိခွေးကတော့ခွေးပဲအစိတ်တောင်ရှိတဲ့တရဝဝင်လို့ဟောင်းတဲ့ခွေးလားဒါမှမဟုတ်ရင်ခွေးသခိုးချင်းဟိန်တဲ့အတန်လားတခိုးဝင်လို့လူစင်းဝင်လို့ဟောင်းတဲ့အတန်လားလို့ငါသမီးကဂယုဆိုင်ကိုမနိုင်မုံပေါ်တော့မှလင်သားကိုနှိုးအဲ့ဒီချိန်ကြမှာအကူကြီးတောင်းဂျူတီဆောင်ခိုင်းတာဟဲ့တို့ဖယားလောင်းဝေသန်တရားကြီးမရီမီဖယားဂျူတီဆောင်သွားတာလေးကြည်စားဟဲ့ဝင်ကဘာနှင်ထုတ်လိုက်တော့တရားပေးတဲ့စုအတိုင်းနောက်တရားနာပြည်သားခမဲတော်မဲတော်ကစစ်တပ်ကြီးနဲ့လာခေါ်တော့ဝေသန်တရားကြီးလေတောင်ပေါ်တက်ပြေးပြီးငိုရှာတာဝေသန်တရားဘဝဟေးငါဝရမ်းပြေနန်းကြပွေကြီးလာဖမ်းရထင်းဆိုပြီးတော့ငိုတော့ဟောတော်ဗျာတဲ့ဒါတော့မကြောက်ပါနဲ့တရားမင်းပေးတဲ့စုတန်ခမဲတော်မဲတော်ဘုရားများကလာခေါ်တယ်ကိုစစ်တပ်မှမသိပဲနဲ့သင်္ကန်းကျောင်းပြန်ကြပါစို့ဟောသင်္ကန်းကျောင်းနဲ့ရောက်တော့လေမရီမီဘုရားကလေလင်သားဖြစ်တဲ့ဝေသန်ရာကိုကျောင်းသင်္ကန်းမှုအတက်ခိုင်းပြီးဟောသူကပရင်းမောက်ကထိုင်ဆောင်တာမောင်တော်ဘုရားတဲ့စက်တော်ခေါ်တဲ့မကြောက်နဲ့နှမရှိတယ်တဲ့စောင်းကြတော့မိန်းမတွေခုခေတ်မိန်းမတွေကစောင်းပါကိုရထဲမသားတယောက်သေးတော့တော်အပေါက်ဘက်ကအေးတဲ့ကျုပ်ထယောင်ဘက်ထားအားကိုရပါကွာစောင်းကြဒါကြောင့်တရားနာပြည်သားကြီးလင်သားအရင်အိပ်ပါစီငါသမီးကနောက်မှအေးမနမိုးလင်းတော့စောစောထတော့ဆိုရင်ထမင်းညာကလေးကြော်ပြီးတော့လက်ဖက်ရည်ချမ်းနဲ့ငါသမီးပြုစုရန်စီစဉ်ထားပါအထွန်သွားလိမ့်မယ်မြို့ဆိုရင်ဈေးသွားပြီးတော့ကာဖီဝဲအိမ်ရှိကြနာဖြောတရားမရှိထညက်နဲ့လုံးဘာပဲဖြစ်ဖြစ်ငါသမီးချိုအောင်ဖြောအဲ့လိုတရားနာပိဋကကြီးငါသမီးနောက်မှအိပ်ပြီးတော့အရင်ထအိမ်မှုကိစ္စကိုလုပ်ပါမှန်ရလားပိဋကကြီးအဲ့ဒီကဲ့သို့တရားနာပိဋကအဖေကမှားနေတာပြုတ်ကောင်းအောင်အိပ်ပါဆိုတာပြီးပါစီပေါ့နံပါတ်9ပါလေအေးမီးကိုလှုပ်ကြွေးပါမီးဆိုတာငါသမီးမီးဖို့တဲကမီးတွေကိုဘယ်နဲ့လှုပ်ကြွေးမတုံးလို့ဆင်ခြေမြင်းခြေမကန်နဲ့မီးဆိုတာလင်သားနဲ့ရောက်ခမကိုဆိုတယ်လင်သားနဲ့ရောက်ခမကိုငါသမီးမယိုသေးရင်မလှုပ်ကြွေးရင်ဒီဘဝမှာလည်းအရိုက်နဲ့ခံရတတ်တယ်နောက်ဘဝလည်းအပယ်ငရဲထီအောင်ကြတတ်တယ်ဒါကြောင့်လင်သားနဲ့ရောက်ခမကိုလှုပ်ကြွေးပါလို့ဆိုတယ်မှတ်မိဗလားပြိဿပါရနော်လင်သားနဲ့ရောက်ခမကိုလှုပ်ကြွေးရမယ်ငါသမီးတဲ့ညတိုင်ကြလို့ရှိရင်အိတ်ခါနီညောင်းရင်လည်းနင်းနှိပ်ပေးပါတဲ့ဒကာမဆက်မေးရအောင်ဒကာမတွေဟိုကိုလင်သားများညတိုင်ဘယ်နှခါနင်းနှိပ်ပေးဘူးလို့ဒကာမတွေကတော့ရှက်လို့ပြောမှမဟုတ်ဒကာတွေအနင်းနှိပ်လေးများခံရဘူးလားဒကာတွေမရှိပဲရတော့တို့တကားတွေကတော့ဟိုမောင်မိုးလို့နေပါရှေ့တုန်းက
မောင်မိုးသူတို့ရွာဥထိတ်ဇက်ပွဲကြီးပါတော့ခေါ်ရခေါ်တယ်ဟေးမောင်မိုးနေရမရပဲနေလိမ့်မယ်သွားကြစို့ကွာမောင်မိုးကဒီတော့ဗာပြောတော့သွားကြကွာတဲ့ငါအနှင်းခံနေတော့မို့ပြီးတော့မှလိုက်ခဲ့မဟေးဟိုလူတွေကစဉ်းစားတယ်ဟေးမောင်မိုးအနှင်းခံနေဆိုသူ့တန်ခေါင်မိုးရောက်နေအော်ဝင်ကြည့်ဘယ်ဟုတ်မလဲမိမသူကနင်းဝေးနေဒါတို့တကားတွေလည်းမောင်မိုးလိုနေမှာပါကြည့်တရားနာပြိဿဒါကြောင့်ကြုတ်ပြောနေတာပါအဲ့ရလေးဖြစ်တော့ခင်ပေးနင်းနှိတ်ချိုးဖက်ပေးပါလင်သားနဲ့ရောက်ခမလှုပ်ကြွေးပါဆိုတာမီးကိုလှုပ်ကြွေးပါလို့ခေါ်သည်သဘောပေါက်လားပြိဿဟေးနံပါတ်30ပါတော့ဟေးအေးဦးနတ်ကိုရှိခိုးပါဆိုတာလင်သားနဲ့ရောက်ခမကိုရှိခိုးပါလို့ဆိုလိုသည်လင်သားနဲ့ရောက်ခမအေးဦးနတ်တဲ့တော့ဓမ္မတွေမှတ်သွားကြရှိခိုးအိတ်ကြညတာမရအောင်စကားမစလင်သားနဲ့ရောက်ခမရှိခိုးတဲ့မိမဒီထက်ပဲ2ယောက်ပါပါဟိုကောင်တွေကတော့အားရပါရကိုဖြေးနေတာပဲဟိရှိခိုးအိတ်ကြဒါကြောင့်တရားနာပြိဿဟောဆုံးမ10ချက်ပြီးသွားပါဗျာပြီးသွားပါလားပြိဿပြီးပါဗျာအဲဆုံးမ10ချက်ပြီးတော့သမီးကလေးကိုထဲ့တော်မယ်မဟာလတတန်းစားကြီးဝစ်လို့ပလာယထာကြီးပေါ်လကွယ်မင်းတို့သိကြတဲ့အတိုင်းပေါ့ဟာမြင်စေချင်တာများတဲ့ပြကြသကိုကွာပြကြသကိုကွာငါငငယ်တုန်းကနိုင်ငံသားရုပ်ရှင်ကားတွေကြီးတဲ့သမတတွေဆိုလားဘာတွေဆိုလားဟေးဘေးကအကာတွေဖွင့်ပြီးတော့မာဒီတိုင်းလေးတွေကိုကွာဒီလိုကိုကွာဟေးပြတာဟာတိုင်းသူကြီးကချစ်မြန်းလို့တဲ့ပုဂ္ဂိုလ်များအဲ့ဒါလိုပြကြသလိုဝိသခါကလည်းဗလာယထာနဲ့ဟောကြည့်လူမြင်အောင်ကွာအကာရမပါဘဲနဲ့စီးလိုက်ခံနေကြတော့သမီးကလေးအတွက်ပစ္စည်းပေးဖို့ငါပြောအောင်မဟိကဲလက်ချိုးပြီဆိုစမ်းဟိရွှေခွက်အပြည့်တင်တော်လှဲက900ငွေခွက်အပြည့်တင်တော်လှဲက900အသဗျာအပြည့်တင်တော်လှဲက900ထွန်းတုံးထွန်သွားအပြည့်တင်တော်လှဲက900တလေးဆံအပြည့်တင်တော်လှဲက900စီအပြည့်တင်တော်လှဲက900ထောပအပြည့်တင်တော်လှဲက900ပဆိုးအပြည့်တင်တော်လှဲက900ဘယ်နှချောင်းလုံးဟိအေးကွာ900ရှစ်ချောင်းဆိုတော့ဘယ်နှထောင်လုံးကွယ်အေးကွယ်လှဲစီ4000တင်းတဲ့ပစ္စည်းတွေဒီလိုပေးရုံမြမကသမီးကလေးအတွက်နွားတွေပေးလိုက်တာကခြံကြီးတဲ့ကဖွင့်လွတ်တော့3ခါဝုတ်ရှိတဲ့ဟဲ့တခါဝုတ်တမာတဲ့ယောက်ျားတွေတမ်းပြီးစီတီးဖွင့်လွတ်အနန္တဥဒ္ဒဖဒီမဲ့3ခါဝုတ်ပေးလိုက်တာလေ3ခါဝုတ်ပေးပေမဲ့လို့တခင်မဝိသခါသွားဒုမနေဘူးဆိုပြီးနွားတွေကခြံခုံလိုက်တာကတခါဝုတ်ဆိုတော့တယူဇနာတဲ့ကွာနွားရန်ကြီး73မိုင်ဟဲ့နွားရန်ကြီးဘယ်နှမိုင်တော့ဟဲ့နေပေါင်းကွာရန်ကုန်လဲငါဟိုမမှန်းတတ်လို့ကွာဘယ်လောက်ထိအောင်ရှိမယ်တော့မသိဘူးပေါ့73မိုင်ကွာဘာဖြစ်လို့နွားတွေကခြံခုံထွက်တာတုံးဆိုတော့ဟိုတန်ခါ2000ကိုကတ္တဝဘုရားလက်ထက်ကကိကိမင်းကြီးရဲ့သမီးရငယ်ဆုံးတန်ခါဓာတိဖြစ်တုံးကနို့ကနာတွေကိုတပိတ်ထဲကရှံထွက်အောင်ကောင်းမြတ်လှပါတယ်ဖုံးပေးတော်မူပါဘုရားလို့အဲ့ဒါလို့ရှံကြအောင်လှူခဲ့လို့နွားတွေကခြံထဲကရှံပြီးတော့ခုံထွက်လိုက်တဲ့ကွယ်တို့ဒါနဟိအထင်မသေးကြနဲ့အဲ့ဒီနွားတွေတယူဇနာနဲ့သမီးကိုပေးရုံနဲ့မကငါသမီးရေချိုးပြီးတော့တဏခါလိမ့်မို့တဏခါမှုံဖို့ဆက်ပြဖို့ပေးမယ်ဆိုပြီးတော့ပေးလိုက်တဲ့ငွေကကွာ90တရားမမှတ်နဲ့ဟာ1000 2000မမှတ်နဲ့သမီးတဏခါမှုံဖို့ပေးတာ54ခရီတဲ့ကွယ်တို့ဟာနေပေါင်းကွာနော်ပေးတာကြီးတဏခါမှုံဖို့မလို့ပေးလိုက်တာဟဲ့ဒါကြောင့်ငါနှမများငယ်ငယ်ရွယ်ရွယ်သင်္ကန်းလှူကြအတော်တို့အမတို့အကြီးတို့အမေကြီးတို့လည်းသင်္ကန်းလှူသွားကြသင်္ကန်းလှူတဲ့အကျိုးတွေမှန်လားပြည်သားကြီး54ခရီတဲ့ကွာတဏခါမှုံကိုကဲအဲ့ဒါကြီးပေးလိုက်ရောဟဲ့ပေးလိုက်ပြီးတော့သမီးလေးဗလာယထာနဲ့တဲ့မဟာလတတန်းစာကြီးဝတ်ပြီးစီးလိုက်တော့အော်သူမနာဒေဝီကပြောတယ်အမေလို့သူကတထေးကြီးတဲ့တော်သမီးလေးပစ္စည်းတွေတော့ပေးပြီးတော့ကြေးကျွန်းတွေမပေးတော့ဘူးလားတဲ့ကွယ်ငါသမီးချစ်တဲ့ကြေးကျွန်းတွေသူတို့ခါသာလိုက်လိမ့်မယ်ငါပေးစရာမလို
ပေးစရာမလို့လို့ဆိုတော့အဖေပေးလိုက်တာကတော့ယထာ900ဟိယထာဘယ်200တော့ဟိယထာ900ပေါ်မှာအမျိုးသမီးလေးတွေ4ယောက်စီပါကြသည်ဘယ်2ယောက်စီပါတော့ဟိကွာယထာ900အမျိုးသမီး4ယောက်စီဆိုတော့ဘယ်နှထောင်ရှိမတုံးကွာဟာဟန်ကြတယ်ကွာဒီလိုလူတွေရှိလို့ငါအတွက်သက်သာလားငါလည်းတွက်မထားမိဘူးဟိယထာစီတဲ့အမျိုးသမီး2000နဲ့တော့ယထာ900ဓာရီပေးလိုက်တော့လေကျေးကျွန်နေချစ်သူလိုက်ပါလေဆိုတော့ဟောတရားနာပေးတာကျေးကျွန်တွေကသခင်မဝိသခမရှိရင်တို့မလေဘူးလိုက်ကြတော့ဟဲလိုက်ကြစို့လို့အကုန်လုံးဝိုင်းလိုက်တော့မိဂါရရောက်ခမကြီးပြူးသွားတကူကွာမျက်လုံးပြူးသွားတယ်ဟဲ့ဟာဒါတွေဘာလို့လိုက်တာတို့ဒီဟာတွေဘယ်နှလုံးကျွေးရတာတို့ပြန်နာငေါက်ထုတ်တော့ဝိသခါကဘာပြောတော့အဖေတဲ့မနှင်းမနဲ့တဲ့သမီးတောင်ရှိပါစေတဲ့အဲ့ဒီကြမှာလိုက်တဲ့ကြေးကျွန်းတွေခေါ်လို့သွားကြတော့တာဝဋ္ဌိမြို့သို့ယထာဆိုင်လိုက်တယ်ဆိုရင်ပဲတမြို့လုံးအုံကြွနဲ့ဟဲ့လာကြလို့ဝိသခါမိမကိုယရနာတစ်ပါးဝင်ပြီးရဲ့လို့မြို့သူမြို့သားတွေတချို့ခါဝမနိုင်ဘူးဟဲ့တိုးကြခွေကြပြေးကြလွှားကြငါဘာသွားသတိရတို့ဆိုတော့မန္တလေးမောင်ဝင်းဦးလာတာသွားသတိရတကြံတွင်ကွာငါကလည်းနေ့တရားခေါ်သွားတာဘယ်သွားရတော့ကားတွေပိတ်နေလို့ဟာဘာဖြစ်ကြတာတော့ကွာဟာတချို့မိန်းမတွေပြေးတာဟာဘာဖြစ်ကြတာတော့ဟာဝင်းဦးကားလာလို့ငါနဲ့ကွယ်လို့အောင်းမိမအောင်မိတော့လည်းပဲဝိသခါကြီးလာတော့ကြည်လေအဲ့ဒါသွားသတိရတာပြောပါတယ်ကြည်တရားနာပိတာဟောတိုးကြခွေကြဝိသခါမြင်သူအပေါင်းကအမလေးလှလိုက်လေချင်းဟာဟေးခေါင်းကထောင်းရှင်လေးကွာထောင်းရှင်လေးတဲ့ပိတာဟိုကအယုတ်ဟာထောင်းရှင်လေးကားတော့ကွာအမလေးထောင်းရှင်လေးကားတော့ကွာဟေးကြည်လို့လှတာဟာဒုသာဝဋ္ဌိမျိုးယရနာဝင်ပြီးရဲ့လို့ဝိသခါအိမ်ရောက်တော့လေဟောလက်ဆောင်နေလားပေးလိုက်ကြလက်ဆောင်နေလားပေးတော့ဒီကအမတန်တော့အမအကိုတန်တော့အကိုအမေတန်တော့အမေခေါ်ပြီးတော့သူတို့ပေးတဲ့လက်ဆောင်နဲ့အစပေါင်းများစွာသာအောင်ဝိသခါကပြန်ပေးတဲ့ပြိဿပေးပြီးဝိသခါသာဝဋ္ဌိမျိုးဆိုင်ရောဆိုကြပါစို့ညကြတော့တရားနာပြိဿအာဇာနည်မြင်းမကြီးဖွာတကောင်အချိန်ကျေးကျွန်းနေအိမ်တော့ဝိသခါကိုယ်တိုင်မိခွက်နဲ့ညစ်တဲ့ကောင်ထွက်ပြီးတော့အဲ့ဒီအာဇာနည်မြင်းမမွေးဖွားတာကိုတို့စီများလိမ့်ပေးပြီးတော့ဝိသခါသာဝဋ္ဌိမျိုးတော့ဆိုင်သွားပါပြီဘယ်ဆိုင်သွားတုံးပြိဿကြီးဝိသခါမိမ့်မလိမ္မာကြီးသည်သာဝဋ္ဌိမျိုးသို့ရောက်ပြီးတဲ့နောက်ဘုန်းကြီးတို့မိဂါရာလို့ဆိုတဲ့သူ့လင်သားပုံညဝတ္တနာရဲ့အဖေဝိသခါရဲ့ရောက်ခမဆိုကြပါစို့မိစ္ဆာဒိဋ္ဌိကြီးသူကဒိဋ္ဌိတွေကိုကွယ်တယ်ဝိသခါကကျွတ်တို့သုံးလောကထောတာဂေါရမမြတ်စွာဘုရားနဲ့တပည့်သားတွေကိုကွယ်ယုံတယ်မကပထမမဲ့အစဉ်ဖို့စဉ်သောတာပန်ဖြစ်ပြီးသားတနေ့တ၌ကြတော့မိဂါရတထေရီထမင်းစားနေတဲ့အချိန်ခါမှာဂေါရမမြတ်စွာဘုရားဤတပည့်သားယဟန်တော်တပါးသပိတ်ကြီးပိုက်ပြီးတော့ဆွမ်းရမြင်တယ်မိဂါရတထေရီဆုံးမလောင်းမမြင်ရင်ရောက်ဆောင်ပြီးသူထမင်းသူစားဆွမ်းရတဲ့ယဟန်တော်ကလည်းမကြွအဲ့ဒီချိန်ခါမှာဝိသခါကနေပြီးတော့အလိုယဟန်တော်တပါးငါဤရောက်ခမမိဂါရတထေရီထမင်းစားတဲ့အပမှာဆွမ်းရနေပါလားမိစ္ဆာဒိဋ္ဌိကြီးဖြစ်တော့ဆွမ်းမလောင်းယုံတယ်မကသူ့စိတ်ထဲသဘောမကျရင်ပါဇက်ကများထုတ်ဟပြီးတော့ဖရုတ်တဝါစာရီပြောလိုက်ရင်ဖြင့်ပြီးတော့ဖရုတ်တဝါစာရီပြောလိုက်ရင်ဖြင့်နာမချမ်းသာစရာကြီးဖြစ်မှာပါလားတချို့ကလည်းသဘောမကျပြောတတ်တာကိုပိဿကျွတ်တို့မန္တလေးဥဝိသုဒ္ဓကြီးဆုံးခံသွားဗမာမကပေါက်ဖော်ကြီးနဲ့ရတော့ဗမာမမိဖို့ကြောင့်နဲ့မြင်လို့ဆုံးဝင်ရတာပေါ့လေပေါက်ဖော်ကြီးကသတင်းစာကြီးကြည့်
သတင်းစာအောက်နှိမ်ပြီးကြည့်လိုက်တော့ဘုန်းကြီးမြင်တယ်သတင်းစာကြီးမျက်နှာပြန်ပိတ်ဘာမှပြောဟိုကလည်းဗမာမမြင်လို့ရက်နေတာတော့ကြသတင်းစာလေးအောက်နှိမ်ကြည့်လိုက်မတော်မှန်းသိလို့မြင်လဲသတင်းစာကြီးပြန်ပိတ်ထားလိုက်နောက်မကြွလာမကမကြွတော့ပေါက်ဖော်ကြီးကပြောတယ်ဟဲ့ဘုန်းကြီးစွာလို့ဆိုတယ်စွာလို့ဆိုပြီးဘုန်းကြီးကလည်းမသွားဘူးနောက်တော့ပေါက်ဖော်ကြီးကဗမာလူဆဲဟဲ့ငါမဘုန်းကြီးစွာဆိုမစွာဘူးလားဆဲရောဆဲတော့ဟဲ့မင်းငါဆဲရမလားကွာလို့သပိတ်ကြီးကတ္တရာလမ်းပေါ်ချပြီးတော့ဘာပြောကောင်းမလဲဥဝိသုဒ္ဓကြီးကပေါက်ဖော်ကြီးနောင်ချင်းချအဲ့ဒီကြတော့မှဗမာမထွက်ပြေးလာရှင်မရသိခမဖျားဘာသာကြောင့်မို့ဖျားသိခမ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 ဖျားစောစောတုန်းကတကယ်ဆိုရင်တရားနာပိဋကထွက်ပါလောင်းမလားကြော်စုံးဆိုလဲတော်တဲ့အိမ်ကြွရတာပေါ့အခုတော့မဟုတ်ဘူးသူ့လင်သားအထိမှထွက်လာခမရတို့အဆိုရှိသားပဲမရအထိတော့ဓာကြီးပြေးလာကြီးမရအထိတော့ပါတဲ့လင်ထိတော့ဘာကြည့်ဟေးတခုတော့ကြည့်စရာရှိမှာပေါ့ကွာကဲရှိလို့ထွက်လာတာပေါ့နောက်တော့ရှင်မရသိခမဖျားသပိတ်ကြီးလည်းမြင်မတော်ပါဘူးဖျားဗမာမကသပိတ်ကြီးသွားကောက်သပိတ်ချီနဲ့တဲပြီးတော့ဟောတပည့်တော်တို့အိနေ့စဉ်ထိုင်ကိုယ်တော်ဖြစ်ကြပါဗျာလက်သီးတကူဖန်ကိုင်းတဲ့အိမ်လွယ်တွင်မယ်လို့တရားနာပရိသတ်အခုကျုပ်ဆောက်လုပ်နေတဲ့သာသနာပိတ်မှန်ကြီးထဲမှာဆိုလို့ရှိရင်တရုတ်လူမျိုးတွေအခန့်ရှင်တွေများစွာပါပါလေအခုဗမာတရားပွဲတွေမှာဘာသာရေးတရားပွဲတွေမှာတရုတ်လူမျိုးတွေများစွာလှူကြများစွာလှူတာကိုလည်းဘုန်းကြီးတို့တွေ့ရပါတယ်ဒါကြောင့်အခုတော့ဖြင့်တရုတ်ရဲ့ကလားရဲ့မြန်မာရဲ့မခွဲခြားဘဲနဲ့တိုင်းရင်းသားတွေဖြစ်နေကြပါသဖြင့်ဘာသာရေးကိုတရားနာပိဋကမခွဲခြားဘဲနဲ့အားပေးပြီးလှူဒန်းနေကြတာတွေ့ရလို့လည်းဘုန်းကြီးတို့အတန်ဝမ်းမြောက်ပါတယ်ဒါကြောင့်တရားနာပိဋကအဲ့ဒီဥဝိသုဒ္ဓကြီးလိုများပေါက်ဖော်ကြီးပြောတယ်လို့ပြောမဲ့စကားစိုးရိမ်တဲ့နဲ့တူပါရဲ့ဝိသခာကြီးကမလားပါဗျာရှင်ဘုရားရက်တော်မမူပါနဲ့အတိတ်သထဗန္ဒီတပိတော်မဤရောက်ခမအိမ်မကြော်၍တော်ရအိမ်သို့ဆွမ်းရတော်မူပါကတော်ဆုံးပါဗျာတပိတော်ရောက်ခမကြီးကအစာဟောင်းစားကြီးပါဗျာအစာဟောင်းစားကြီးပါဗျာတပိတော်ရောက်ခမကြီးအစာဟောင်းစားကြီးပါဗျာဆိုတော့မိကာရတထေးကြီးစိတ်ဆိုးလိုက်ဟေးမိမယုတ်မိမယုတ်ငါ့ကိုအစာဟောင်းစားတထုံးစားလို့ဆိုတဲ့မိမဟေးဆွဲထုတ်ကြဆွဲထုတ်ကြဆိုပေမဲ့ကြေးကျွန်တွေကဝိသခာရဲ့ကြေးကျွန်ကြီးဆိုတော့ဘယ်သူမှဆွဲမထုတ်အဖေတဲ့နေပါအောင်တဲ့သမီးကိုဆွဲထုတ်ခိုင်းတာဘယ်ကိုဆွဲထုတ်ခိုင်းတာနင်းနာငါအိမ်မနေနဲ့နင်းပြန်အဖေတဲ့သမီးကိုပြန်တဲ့ခြင်းရင်လည်းပဲသမီးပြန်မှမယ်ဒါပေမဲ့လို့သမီးအဖေဖြစ်တဲ့ဒနင်ဆရာတထေးကြီးကပုံနာရှေ့ရောက်ထဲလိုက်ပါတယ်ငါရဲ့ကိုစားသမီးကဲ့သို့အောင်းမိပြီးတော့ဆုံးမကြပါဒီလိုထဲလိုက်ပါသဖြင့်သမီးအပြစ်ရှိမရှိပုံနာရှေ့ရောက်နဲ့တိုင်ပင်ပြီးတော့အပြစ်ရှိတယ်လို့တိတိကျကျသိလဲသမီးပြန်မှမယ်မရှင်းမလင်းပဲနဲ့တော့သမီးပြန်သွားနိုင်မှာဘူးအေးဒါဖြင့်ခေါ်နေအဖေပုံနာတွေခေါ်ဆိုတော့ပုံနာရှေ့ရောက်ရောက်တယ်ဘာတော့တထေးကြီးအဘာရမလဲခင်ဗျားတို့သမီးဝိသခါကကျုပ်ကိုအစာဟောင်းစားတယ်ဟာမိုက်လိုက်လေသမီးရဲ့ပြောသလားအဲ့ဒီတိုင်းပြောပါတယ်ဖေးရဲ့ဟာဘယ်သိမတုံးသမီးအစာဟောင်းစားဆိုတာတောင်းစားပြောလိုက်တာနဲ့တူနေတယ်အိုးမဟုတ်ပါဘူးဖေးရဲ့သမီးရဲ့ရည်ရွယ်ချက်ကအစာဆိုတာအရှင်ဘုရားတဲ့တပည့်တော်ရဲ့ရောက်ခမသည်ဒီဘဝကုသိုလ်အသစ်မပြုတထေရဲ့လို့ဖြစ်လာတော့လေနောက်ဘဝကကုသိုလ်ပြုခဲ့တဲ့ဒါနအဟောင်းတွေကိုထိုင်စားပါတယ်ဒီဘဝကသေလို့နှောင်းတန်တရာအခုလိုတထေးဖြစ်ပြီးစားရအောင်ဒါနအသစ်မပြုဘူးလို့ဒါနအဟောင်းကုသိုလ်အဟောင်းကိုသာထိုင်စားလို့အစာဟောင်းစားလို့ပြောတာပါအေး
ကဲဒါပြကျွတ်တော်သမီးအပြစ်မရှိဘူးအပြစ်ရှိတဲ့ဘာပြစ်ရှိရမလဲတာဝဋ္ဌိမျိုးရောက်ချင်းညသကောင်အချိန်မတော်ကြီးမှာမိခွက်နဲ့မိမသားတယောက်ချင်းအပြင်ဘက်ကိုထွက်တယ်ဟဲ့ငါသမီးထွက်သလားဖေးတဲ့သမီးထွက်ပါတယ်ကဲခင်ဗျားတို့ရှေ့တယ်ဒါအပြစ်မဟုတ်တော့ပါတော့မိမကောင်ဆိုရင်တယောက်ထဲညင်းတဲ့သကောင်အပြင်မထွက်ဘူးဗျဟဲ့ရန်ကုန်မြို့ကငါနှမများမှတ်သွားကြအမများလည်းမှတ်သွားကြအတော်များလည်းမှတ်သွားကြအမေကြီးများလည်းအသက်ကြီးပေသည်မှတ်သွားကြအပွားကြီးပေမဲ့ညင်းတဲ့သကောင်မထွက်နဲ့တဲ့ပြောနေတာမိမကောင်းဆိုရင်ညင်းတဲ့သကောင်အပြင်မထွက်ဘူးတဲ့ဟုတ်တယ်ငါသမီးကလည်းတပြစ်ပြီးတပြစ်ပါလားဟဲ့အဖေတဲ့သမီးထွက်တာတခြားမဟုတ်ပါဘူးအာဇာနည်မြင်းမကြီးမွေးဖွားတဲ့အချိန်ခါမှာဘယ်သူမှထွက်ပြီးပြုတ်စုပေါ်မရလို့သမီးကိုယ်တိုင်ထွက်ပြုတ်စုပြီးတော့စီများလိမ့်ပေးရပါတယ်ဖေရဲ့ကဲဒါပြကျွတ်တော်သမီးအပြစ်မရှိဘူးဗျအကြောင်းနဲ့ထွက်တာရှိသေးတယ်တဲ့နောက်တစ်ပြည့်အလိုများလှကြီးလားသမီးဖေးတဲ့ပြောပါစေတဲ့သူအပြစ်ရှိမရှိပြောရင်သမီးကလည်းရှိမရှိပြန်ဖြေပါမယ်နောက်တစ်ခုကြုတ်ပြောမယ်တဲ့ခင်ဗျားတို့သမီးဟောဒီတာဝဋ္ဌိမြို့သို့မင်္ဂလာအခမ်းအနားပြီးလို့လိုက်ခံနေမှသူ့အဖေကခေါ်ပြီးတိုးတိုးလေးလက်ချိုးပြောတယ်တဲ့10ခုတောင်ပဲပြောလိုက်တယ်အတွင်းမီအပြင်မထုတ်ရအပြင်မီအတွင်းမသွင်းရနဲ့ကဲခင်ဗျားတို့စဉ်းစားကြည့်လေကိုအိမ်နဲ့ဖိုးထားတဲ့မိလူချင်းဆက်ဆံတဲ့နေရာမှာသူများကလာပြီးညှိယူကူးယူတာကိုမယူတယ်ပြောလို့တော်မလားဗျာတဲ့အပြင်မီအတွင်းမသွင်းရတဲ့ကိုအိမ်မီးချင်းမရှိတဲ့နောက်ဆုံးသူများအိမ်ကမီးစားယူမွေးတာဒါအပြင်မီးအတွင်းမသွင်းလို့ဖြစ်မလားဗျာတဲ့10ခုတဲ့သူ့ဖေကပြောလိုက်တာဘာတွေမှမသိဘူးအဲ့ဒီအပြစ်ရှိသေးတယ်ဟောငါသမီးအဲ့ဒါဘာတွေတော့အဖေတို့တဲ့တခြားမဟုတ်ပါဘူးအတွင်းမီအပြင်မထုံနဲ့အပြင်မီအတွင်းမသွင်းနဲ့ပေးသိတဲ့လူကိုပေးမပေးသိတဲ့လူကိုမပေးနဲ့အဆက်ရှိသဖြင့်ပြောတာဟာဆုံးဖြတ်ချက်ပါအဖေတို့ကဲဒါပြကျွတ်တို့သမီးအပြစ်မရှိဘူးကဲအပြစ်မရှိနေပါစေဗျာအပြစ်မရှိနေပါစေဆိုတော့အဖေတဲ့သမီးကမရှင်းရသေးလို့မသွားတာပါတဲ့ရှင်းပြီလေခုသမီးမှာအပြစ်ရှိသလားမရှိပါဘူးဗျာကဲအားလုံးမရှိပါဘူးငါသမီးမပြန်နဲ့နေပါတော့မနေနိုင်ဘူးဖေရဲ့သမီးမရှင်းရသေးလို့နေတာသမီးအယူဝါဒကယရဏသုံးပါးကိုကြီးညိုတယ်ဖယားဖူးခြင်းနဲ့တရားနာခြင်းနဲ့ဆက်အဖေနဲ့အယူဝါဒချင်းကလည်းမတူအခုအပြစ်မဟုတ်တာဒီအပြစ်ယူပြီးတော့ဖော်ပြဒီတိုင်းသာဆိုရင်တော့ကျမမနေနိုင်ဘူးဟဲ့ကြေးကျွန်များပညာငါပစ္စည်းတွေထုတ်ကြငါမိဘထံပြန်မယ်မရှင်းရသေးလို့သာငါမပြန်တာသွားကြစို့ဆိုတော့တထေးကြီးဟာသမီးမပြန်ပါနဲ့အိုးသမီးပြန်သွားလို့ရှိရင်အဖေပြစ်တီးဖြစ်တော့မယ်ငါသမီးဆန္ဒကြိုက်ပြောငါသမီးအလိုဆန္ဒအဖေလိုက်လျောမယ်ဗျာလိုက်လျောမယ်ဆိုရင်တဲ့သမီးကဘုရားကိုယ်တော်မြတ်ကြီးနဲ့တန်ဃာတော်တွေပြင်ပြီးတော့ဆုံးတတ်ခြင်းနဲ့တရားနာခြင်းနဲ့လူခြင်းနဲ့တန်ခြင်းနဲ့ဒီအလုပ်တွေလုပ်ရမှသမီးနေမယ်ဆိုတော့ကဲကိုကြိုက်တဲ့အလုပ်လုပ်ပါတော့ဗျာပြန်တော့မပြန်ပါနဲ့အဲ့ဒီအချိန်ကခွင့်ပြုချက်အရာဟောတရားနာပြည်သားမြတ်စွာဘုရားနဲ့တန်ဃာတော်တွေပြင်မြတ်စွာဘုရားနဲ့တန်ဃာတော်တွေပြင်ပြီးတော့ဆံကတ်တဲ့အချိန်ကြည့်လေတရားနာပြည်သားမိဂါရတထေကြီးခေါ်လို့မရမြတ်စွာဘုရားပြင်လို့သာခေါ်မရတာပြည်သားသူ့ဒိဋ္ဌိကိုတော်တွေလာတော့သမီးတဲ့ယဟန္တာကြီးတွေကြွလာတယ်ဆိုလို့ဝိသခါကတခါထွက်ကြည့်ဦးလေဟဲ့ငါယရဏသုံးပါးကြည်ညိုတိုင်းဟန္တာကြီးတွေဆိုလို့ထွက်သွားမလေးမလုံမလဲနဲ့ဘယ်နဲ့ဟာတွေပါလိမ့်ဒိဋ္ဌိတွေကိုအဲ့ဒီအိမ်နဲ့ပြန်ဝင်သွားအဲ့ဒါလို့ဖြစ်ခဲ့ကြုံခဲ့ဘူးတော့အခုသူတို့ဘုရားဒိဋ္ဌိတွေတုန်းကငါ့ကိုယဟန္တာလို့ခေါ်ပြီးတော့ပြောခဲ့ပေမဲ့လို့ငါသွားပြီးတော့မကတော့ခဲ့ဘူးခုတော့လေ
ငါကိုယ်ွယ်တဲ့ခေါ်ရမမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကြွအလားဖိတ်ကြားဖို့ကငါတာဝန်ပဲဖေဘုရားကိုယ်တော်မြတ်ကြီးကြွလာတယ်ဖေရဲ့ဘုရားကိုယ်တော်မြတ်ကြီးဆွမ်းကရအောင်အိုးငါသမီးတို့သာကငါသမီးသာကလိုက်ငါသမီးသာကလိုက်မလာဘူးခေါ်ရမဘုရားထားဆွမ်းကပြီးပြန်တော့လေအဖေတရားနာရအောင်ဖေရဲ့ခေါ်ရောခေါ်တော့အဲ့ဒီအချိန်မှာဒိဋ္ဌိတွေရောက်လာဟေးမိဂရသထေကြီးပါတော့ဖေပါတော့မလုံးနဲ့လာဦးမင်းဒီကိုကောရမကြွလာတယ်ပြောတယ်ကွာမင်းဆွမ်းကတ်သလားမကပ်ပါဘူးကိုတော်တို့ကလည်းပူစရာမရှိတာပူနေဟောချွေးမဖြစ်တဲ့ဝိသခါသူ့ဘာသူကတ်ခုနကဘာပြောသွားတာဩခုနကချွေးမဝိသခါကဟိုတရားနာရအောင်နဲ့ဟေးမသွားနဲ့မိဂရသထေကောရမကလူကျော်လူလှกว่าသူ့မြင်လိုက်တဲ့လူတိုင်းသူ့နောက်ကြည့်ပါသွားတယ်ငါတို့ကြာရင်ပါဇက်ပိုးမြင်တန်းလိမ့်မယ်ငါလိမ့်မယ်ပြောတာမင်းမသွားနဲ့ကိုတော်တို့တဲ့ဆွမ်းကတ်တုံးကလည်းခေါ်လို့မသွားအခုဒီတစ်ခါတရားနာရအောင်မသွားရင်မတော်ဘူးထင်တယ်အေးလူကြီးမို့မသိလို့သွားတော့မှဂေါရမမျက်နှာမင်းမမြင်စီနဲ့တင်းတိမ်ကာထားဒီဘက်ကတရားနာမင်းဟိုဘက်မသွားနဲ့ကဲကောင်းပါပြီရှင်မရတို့စကားနားထောင်ပါမယ်ဆိုပြီးတော့တင်းတိမ်ကြီးကာပြီးတော့ဖယားမမြင်ရအောင်ဒီဘက်ကနာဒါပေမဲ့လို့ကျွတ်တုံမြတ်စွာဘုရားရွှေမြတ်နှစ်တော်ကြီးကစัจ java လာတတိုင်းကြီးချပြီးတော့နေပါစေဘုရားမျက်နှာပုံအောင်ရှောင်းအောင်တိတ်အောင်ကွယ်အောင်လုပ်လို့မရပါမလားပရိသတ်ကြီးဘယ်ကကြီးဘုရားရွှေမြတ်နှစ်တော်ကြီးခင်ဗျားတို့ခေါင်းမော်မော့ကြီးပါလားပရိသတ်ကြီးဟိုခေါင်းမော်မော့ကြီးတဲ့ခါညတိုင်လမမြင်ဘူးလားရန်ကုန်ကလှမ်းကြည့်တော့ခေါင်းမော်လာကြီးမြင်ဘူးလားခင်ဗျားတို့ခေါင်းမော်မယ်ရန်ကုန်ကလှမ်းကြည့်တော့ကျွတ်တို့ကြံဒီကလှမ်းကြည့်တော့လေကျွတ်တို့ခေါင်းမော်မယ်ပပိန်ကလှမ်းကြည့်တော့လေသူတို့ခေါင်းမော်မယ်ဒါပေမဲ့လို့ပရိသတ်ကြီးအဲ့ဒီလကရန်ကုန်မော်တစ်ခုကြံဒီကမော်တစ်ခုပသိမ်မော်တစ်ခုဒီလိုဟုတ်ကဲ့လားပရိသတ်မဟုတ်ဘူးတစ်ခုတည်းရဲ့ဘယ်ကကြီးကျွတ်တို့မြတ်စွာဘုရားရွှေမြတ်နှစ်တော်ကြီးကလည်းလပြီဝန်းပမာဏတရားနာပရိသတ်ရေဘယ်ကကြီးမမြင်တဲ့နေရာမရှိစัจ java လာတတိုင်းကြီးချထားတော့လေမမြင်ရတယ်လို့မရှိသို့တော်လည်းဒိဋ္ဌိတွေကသူ့မြင်သွားရင်သူ့နောက်ပါမှာဆိုပြီးတော့ဟောတင်းတိမ်ကာထားအဲ့ဒါလို့တင်းတိမ်ကာထားတဲ့ချိန်ခါမှာဒီကိုယ်တော်မြတ်ကြီးတရားဟောမိဂရသထေနဲ့တစ်လျောလျောက်ပတ်တဲ့ဒေသနာဓမ္မတွေပြလိုက်တာဒိဋ္ဌိနဲ့ဝိသိကိစ္စကွာလို့အမှားတွေပြောက်အမှန်ရောက်ပြီးတော့မိဂရသထေကြီးသောတာပန်ဖြစ်ပါတယ်ဗျာမိဂရသထေကြီးဘာဖြစ်တော့ပရိသတ်ကြီးဘာဖြစ်တော့ဟောနောက်ကပရိသတ်ကြီးဘာဖြစ်ဟာမလင်းတော့ကို့အတွက်ကို့လှဲ့တော့ကိုထမ်းမှာပေါ့သောတာပန်ဖြစ်တယ်အဲ့ဒီလိုသောတာပန်ဖြစ်ပြီးတဲ့နောက်ဩသမီးဝိသခာငါသမီးသည်သမီးမဟုတ်ငါမိခင်ကြီးအစစ်ဖြစ်ပါဘောလားမိခင်ကြီးတယ်ဗျသမီးမဟုတ်ဘူးအမတမယံဆိုးသွမ်းပြီးတော့နေတဲ့သားငယ်ကိုဆုံးမတဲ့မိခင်ပမာဏငါသမီးဝိသခာရီမိခါရရဲ့မိခင်ဖြစ်ပါဘောလားအမေခေါ်ပြီးတော့ဝိသခာရဲ့ရင်ခွင်နဲ့ဝင်ပြီးဘာပြောကောင်းမလဲပရိသတ်ရေကလေးများလို့ကလေးများလို့ဆိုရှေ့ဆက်မကောင်းလို့တဲ့ပြောနေတာနော်အိမ်ကြမှာမေးကြည့်ဝိသခာရဲ့ရင်ခွင်တွေဝင်ပြီးတော့ကလေးများလို့ဆိုသိပြီမသိအိမ်ကြမှာမေးကျုပ်တော့ပြောဘူးဒါပဲတော်ပြီဟုတ်ဒါပဲတော်ပြီအဲ့ဒီအချိန်ကစပြီးတော့ဝိသခာသည်မိဂါရမာတာ
ရောက်ခမတထေးကြီးရဲ့အမေဆိုတဲ့အမည်ကိုရခဲ့ပါတယ်ဗျာအဲ့ဒီချိန်ကစပြီးငါသမီးကြီးထိုင်သွားထသွားဝစ်ဖို့တဲ့ပြိဿကဏမထကတန်းစာဆိုပြီးတော့ကျွတ်တို့ထသွားထိုင်သွားဝစ်ဖို့တန်ဖိုးကဘလောက်တန်လို့ဆိုတဂရီတန်တယ်ထသွားထိုင်သွားဝစ်ဖို့တန်တယ်ကျွတ်တို့ဟိုပြတ်စားထဲကိုသိန်းနံထသွားထိုင်သွားဝစ်ဖို့ကြတော့ဖြင်ချမ်းလုံကြီးတဲ့ကိုသိန်းနံလားဘာလားမသိပါဘူးကွာတို့ဟိုပြတ်စားထဲထွေးညိုလူထဲလေကိုသစ္စာထသွားထိုင်သွားတဲ့ဖြင်ချမ်းလေဟိုမှာဘလောက်တန်တော့ဟဲ့အဲ့ဒီတဂရီတောင်ဖြစ်ပေါ်ကွာငါလဲလွန်လှကြည့်လားတသိန်းပူသလားလူသလားလည်းမသိပါဘူးကွာနောက်မှကိုယ့်ဘာကိုပြန်ဖြည့်ကြလျှော့ကြတော့အဲ့ဒီတန်စာကိုပေးပြီးတော့တရားနာပြည်သားကြီးနေလာလိုက်တာဝိသခာဒီနောက်သားတယောက်ဖွားမြောက်အနောက်သားတယောက်နောက်တယောက်နဲ့သား10ယောက်သမီး10ယောက်နှစ်ကြိတ်ဖွားတယ်ဗျဒီသားသမီးဘယ်လောက်တော့20နှစ်ကြိတ်ဖွားပြီဗျအဲ့ဒီသားသမီးနှစ်ကြိတ်ကနေပြီးတော့တယောက်သား10ယောက်သမီး10ယောက်စီဖွားလိုက်တာမြေးက400မြေးဘယ်လောက်400နဲပါအဲ့ဒီမြေးတယောက်ကနေပြီးတော့သား10ယောက်သမီး10ယောက်20စီထပ်ဖွားလိုက်တော့မြစ်က8000မြစ်ကဘယ်လောက်တော့နဲပါသားသမီးနှစ်ကြိတ်မြေး400မြစ်8000လွန်လှကြည်လားမလုံးနဲ့ဒီတရားမန္တလေးခေါ်တော့ကျောင်းသားတယောက်ကတရားနာတော့တက်လာပြီးကျုပ်လျှောက်တယ်ဝိသခာသားသမီးနှစ်ကြိတ်မြေး400မြစ်8000ဆိုတော့လွန်ဘူးလားတဲ့လွန်မသူတတ်နိုင်လို့မွေးတာမင်းအလုတ်လားလို့ဟုတ်ပါပဲလူလာကတိကတက်လျှောက်တချို့မယုံတဲ့ဂတိကတသမားတွေကရှိသေးကျုပ်ကမေးတယ်မင်းမယုံလို့လားလို့မယုံလို့မဟုတ်ပါဘူးဗျာတဲ့ဟဲ့ငါမလိမ္မာနဲ့ကွာလို့မေးကြတဲ့ကမယုံလို့ပါမင်းတို့ကလက်တွေ့အလွန်ပြောတဲ့မင်းတို့လက်တွေ့ဆိုလို့ငါဒီတရားဟောကြတဲ့ကလက်တွေ့ရှာထားရတယ်ကွာလို့ဟဲ့ဒီမှာငါလက်တွေ့ပြောမယ်လို့မယုံရင်မင်းပလဲမြို့သွားလို့ပလဲမြို့ငါဆရာဝန်ကြီးကဆွမ်းစားပင့်လို့ဆရာဝန်အကြီးဆုံးကြီးအိမ်ဆွမ်းစားသွားတော့တကာကြီးမွေးချင်းပဲ2ယောက်ရှိတုံးလို့လူတွေများလို့မေးကြည့်တော့20နဲ့1ယောက်တည်းกว่าဝိသခာက20กว่าလို့ဟဲ့ပလဲမြို့ကဆရာဝန်ကြီးမွေးချင်းက20တယောက်1ယောက်ပိုသေးတယ်กว่าလို့မင်းတို့လက်တွေ့ဆိုလို့ငါရှာထားရတယ်လို့ဒါကြောင့်သားသမီးများတဲ့အိမ်ကြကျုပ်ကမေးတာနောက်လည်းအမေးမခံရင်ကြုတ်ကြွလာလို့များခင်ဗျားတို့ရှိများလို့ရင်ဖွဲ့ထားဖို့လေဒါရှိသားသမီးနှစ်ကြိမ်မြေး400မြစ်8000နဲ့ပြုတ်ဝိသခာတချို့ကအဲ့ဒါလို့ထိအောင်ဖျားဟောတဲ့တရားကိုမယုံဘူးပြောတော့ကျုပ်ကလည်းပြန်ပြောတယ်မယုံဘူးဆိုရင်ကွာလို့ကျန်ဒီကဥဇတိလဟောတာမယုံဘူးမလုပ်ပါနဲ့ဂေါရမဟောတဲ့တရားကိုတို့မယုံဘူးလို့လုပ်ရဲရင်လည်းအဲ့ဒါလို့သာပြောလိုက်ပါလို့ကျုပ်ဒီတိုင်းဖြေရကြည့်အခုသားသမီးနှစ်ကြိမ်မြေး400မြစ်8000ဒီလိုသားသမီးနှစ်ကြိမ်မြေး400မြစ်8000ရပြီးတဲ့နောက်ဖယားကျောင်းတော်ကိုသွားတဲ့အချိန်ခါမှာသူ့နောက်ကကျွံမတယောက်ပါအဲ့ဒီကျွံမကလည်းတရားနာပရိသတ်ကြီးမဟာလတာတန်းစာကြီးကိုနောက်ကနေဗျမ်းနဲ့ထည့်ပြီးတော့ရွက်သွားရမဟာလတာတန်းစာကြီးသူ့ကျွံမကလည်းရွက်ယုံလောက်ပဲသူ့အတွက်ဖြစ်လာတာကိုဆင်ကြောင်9စီးရဆောင်းတဲ့ုံလောက်ပဲသူ့အတွက်ဖြစ်လာတာကိုဆင်ကြောင်9စီးရသူ့ကုသိုလ်ကြောင့်ဖြစ်လာတယ်နောက်ကဘုရားကျောင်းတော်ရောက်တော့ဘုရားဖူးပြီးတဲ့အချိန်ခါမှာကျောင်းတော်ကပြန်လို့အဖေရောက်တော့ဟဲ့အဲ့လိုအဖေငါမဟာလတာတပေးငါမဟာလတာတန်းစာဝတ်ချင်တယ်ဆိုတော့ဟောတခင်မကျောင်းတော်မိနေပြီခက်တော်တာပါပဲဟဲ့ကျောင်းတော်မိနေရင်သွားကြည့်စမ်းအရှင်ကောင်းများလက်နဲ့ကင်ထားရင်ငါမဝတ်ဘူးအဲ့ဒီရင်ကျွံမကပြန်ကြည့်ရောရှင်အာနန္ဒာကမဲ့နေရတဲ့မဟာလတာတန်းစာကြီးကင်ပြီးတော့ကျွတ်တူကြောင်းခပန်းစွန်းချိတ်ထားတကူကြောင်းခပန်းစွန်းချိတ်ထားတော့ဟေးနေရရွေ့နေပါဘောလား
ရှင်မရတော့တာကြီးဘသူရွှေ့ဘသူကင်တော့ဖရာဟဲ့တက္ကမအရှင်အာနန္ဒလက်တော်နဲ့ကင်ပြီးတော့ကြောင်းခပန်းကိုချိတ်ထားသည်အဲ့ဒီတင်ပြန်ပြီးတော့တခင်မအရှင်အာနန္ဒလက်နဲ့ကင်ပြီးတော့ကြောင်းခပန်းကိုချိတ်ထားတယ်အဲ့ဒါဝိမလားယူခဲ့ရမှာလားဟဲ့မဝိလို့ဘူးငါမဝိလို့ဘူးဒီမဟာရတတန်းစာကြီးကိုမြတ်စွာဘုရားငါလှူတော့မယ်ဘုံတော်6ဆုံးကုံတော်အနန္တနဲ့ပြည်စုံတော်မူသောမြတ်စွာဘုရားတဲ့ဘုရားတတိတော်ဒီအဖို့ကိုယ်ကလေးထိုက်တန်တဲ့လက်ခါတသိမ့်ပေးရသောမဟာရတတန်းစာကြီးကိုမြတ်စွာဘုရားအလှူဒန်းပါတဲ့အလှူခံတော်မူပါမြတ်စွာဘုရားဘယ်မြတ်စွာဘုရားကအလှူခံလိုက်တလောက်များတဲ့ယရနာတွေလှုပ်ထားတာဘုရားကမအပ်ရမအပ်ကြောင်းဟဲ့အလှူမခံဘူးဝိသခာဒေသကြီးဘုရားအလှူခံရလားအဲ့ဒီမဟာရတတန်းစာကြီးကိုမြတ်စွာဘုရားအလှူမခံတော့ငါဓာကြီးရောင်းပြီးတော့ကြောင်းတော်ကြီးဆောက်မယ်ဒီစိတ်တွေပေါ်လာတယ်ကိုယ်ကလေးထိုက်တန်တဲ့ဟောဒီပစ္စည်းရောင်းပြီးတော့လှူမယ်ဆိုပြီးတရားနာပရိသတ်ကြီးလဲနဲ့တင်ရောင်းရဘာနဲ့တင်ရောင်းလို့လဲနဲ့မှရတယ်ခုခေတ်မိန်းမတွေကျုပ်အဲ့ဒါကြီးဝစ်ပေးလိုက်ခြင်းနဲ့မင်းကုန်းခေါင်းလောင်းပြီးတာနဲ့ဒူဒူနေမှာပစ္စည်းရှိုံနဲ့မဝင့်နိုင်ဘူးဆင်းပြောင်၅စီးအားလည်းဆောင်းနိုင်မှာပစ္စည်းလည်းရှိမှာလဲနဲ့တင်ပြီးတော့လှည့်ရောင်းလိုက်တာဘယ်မိန်းမမှမဝယ်ဘူးမဝယ်နိုင်လို့လားမိဖုရားကြီးတွေဝယ်နိုင်တယ်ဆင်းပြောင်၅စီးအားမဆောင်းနိုင်လို့ကြည်နေုံရှိတယ်မဝယ်နိုင်ဇောတိကတထေကတော်မြောက်ကျွန်းသူတို့ဝယ်နိုင်တယ်ကိုယ်ကလေးလောက်ပဲဂယုဆိုင်လိုက်ဒါပေမဲ့လို့တရားနာပရိသတ်ကြီးဆင်မြောင်၅စီးရမဆောင်နိုင်လို့မဝတ်နိုင်လို့မဝယ်နောက်တော့ဝိသခာကသူကိုယ်တိုင်ပြန်ဝယ်တယ်ပြုတ်တံပိုးကိုယ်ကလေးထိုက်တန်တဲ့ပစ္စည်းကိုကိုယ်ကလေးနဲ့သူကိုယ်တိုင်ဝယ်ပြီးတော့ဒီငွေကိုယ်ကလေးနဲ့ကျောင်းတော်ကြီးဆောက်မယ်ဆိုပြီးတော့မြတ်စွာဘုရားသွားအရှောက်ကျွတ်တို့သုံးလောကထွတ်ထားသဖြင့်မြတ်စွာဘုရားကလည်းဗတ္တိယတထေသကျွတ်တန်းဝင်တော်မူမှာကိုဥပနိတိယမြင်သဖြင့်ကြွအလားလမ်းမှာဆုံးမြတ်စွာဘုရားကြောင်းပြန်ကြွတော်မူပါအောင်တပည့်တော်ကြောက်ဆောက်စရာရှောက်စရာကိစ္စဟဲ့ချစ်သမီးငါသည်ရွှေကြောင်းတော်ကထွက်လာတဲ့အချိန်မှာကြောင်းတော်ပြန်ကြွရန်ထွက်လာသည်မဟုတ်ငါဒီပြန်ကြွဖို့ထွက်လာခြင်းမဟုတ်ပြန်မကြွတော့လာခြင်းဖြင့်ထွက်လာတဲ့ခြေသမီးဆိုတော့မြတ်စွာဘုရားကျွတ်တင်ကျွတ်ထိုက်တဲ့ဝိနည်းမြင်လို့ပဲလို့ဒီလိုသိတဲ့ဖြင့်ဝိသခာကြီးကမလောက်ပါဗျာတပည့်တော်မဟာရတတန်းစာကြီးကိုတပည့်တော်ကိုယ်တိုင်ဝယ်ပြီးတော့ကြောင်းဆောက်ရှင်လို့ပါဗျာဒီတော့မှမြတ်စွာဘုရားကိုတော်မြတ်ဟဲ့ခြေသားမောက္ကလန်ကျောင်းတော်ကြီးဦးစီးပြီးတော့သင်ဆောင်နေတော့ဝိသခာအလိုရှိတာကတော့ရှင်အာနန္ဒာဆန္ဒရှိသူကရှင်အာနန္ဒာကြည်ညိုတယ်ကျေးဇူးရေအောက်မဲ့အောက်ဖို့ရောက်နေတဲ့ပုဂ္ဂိုလ်တွေတောင်ဒီလိုဆိုတော့ရန်ကုန်မြို့သူမြို့သားတွေပုထုတွေဆိုတော့လေမလေကြည်ညိုတဲ့နေရာမှာကိုကြည်ညိုတဲ့ဘုန်းကြီးကိုကြည်ညိုရတာပေါ့ဒါပုဂ္ဂိုလ်တိုင်းဒီတိုင်းကြီးပေါ့ဒါကြောင့်ဘယ်ပုဂ္ဂိုလ်ပဲကြည်ညိုနီးစပ်ရကြည်ညိုနေတဲ့အချိန်ခါမှာကျွတ်တို့တန်ဃာချင်းချင်းကလည်းပဲတရားနာပိဋကလာဘမစီတော့မဖြစ်ဘူးဒါပဲအရေးကြီးမှန်လားပိဋကကြီးဘယ်တော့မှခတိကကိုကြည်ညိုဘယ်တရားဟောဘုန်းကြီးကိုကြည်ညိုဘယ်ကျောင်းနိုင်ဘုန်းကြီးကိုကြည်ညိုဘယ်စာသင်တိုက်ကစာကြဘုန်းကြီးကိုကြည်ညိုကျွတ်တို့ဘုန်းကြီးတွေလာဘမစီတော့မဖြစ်ဘူးအရေးကြီးတယ်ဘုရားလက်ထက်ကတောင်ကြည်ရှင်အာနန္ဒာကြည်ညိုတာရှင်မောက္ကလန်ထားခဲ့ဘုရားထားတာလက်ခံရတာပေါ့ရှင်မောက္ကလန်မှာတကူပြင်းထန်တဲ့ရှင်မောက္ကလန်ဆိုတော့တိကြီးတိုက်ကြီးတွေတောထဲကနေပြီးတော့ကြောင်းရောက်အောင်ဦးစီးဆောက်တဲ့နေရာမှာတကူတော်နဲ့မြန်ပြီးနိုင်အောင်ဆိုပြီးတော့မြတ်စွာဘုရားကထားခဲ့။ကဲရှင်မောက္ကလန်ဦးစီးပြီးကြောင်းတော်ကြီးဆောက်ကျောင်းတော်ကြီးဆောက်တဲ့တရားနာပြိဿကြီးအောက်ထက်ကကျွတ်တို့တိုက်ခန်း900အထက်ထက်ကတိုက်ခန်းပေါင်း900တိုက်ခန်းပေါင်း1000ရှိစွလင်မွန်ချွန်နေရွှေသားအတိနဲ့
ကျောင်းမြေလျာဝယ်တာကကိုကလေးကျောင်းတော်ကြီးပြီးအောင်ဆောက်လိုက်တာကကိုကလေးနောက်အရန်ကျောင်းဆောင်တဲ့တကွသေနာသနာပစ္စည်းတွေကကိုကလေးကိုသုံးလီဘယ်လောက်တော့ဟဲ့အဖြေကလေးကမှားရောတာမှမဟုတ်ပဲနဲ့ဥစ္စာရှားလို့မှားတဲ့ခါလည်းမှားပြီမပေါ့ကိုသုံးလီဟဲ့ကိုသုံးလီတဲ့သွားပါပြီကိုသုံးလီဆိုတော့20ခွန်ပေါ့အဲ့ဒီ20ခွန်ကလေးအကဝကြခံပြီးတော့ဆောက်လိုက်တာကျောင်းတော်ကြီးလည်းပြီးရောဝိသခာကလည်းအသက်120ရှိတော့လေရုပ်ရည်အစင်မကြသာသမီမြင့်မြင့်တင်နဲ့ဖရာကျောင်းတော်သွားပြီးတော့ဖူးတဲ့အချိန်ခါမှာကြည်တရားနာပိသမြင့်မြင့်တင်နဲ့ရောနေလို့ဝိသခာရွေးမရဘူးတဲ့မြို့16နှစ်တင်နဲ့ရောနေလို့အရွယ်ရဲ့ကောင်းခြင်းဘယ်ချိန်ကျမှဝိသခာသိရတော့ဆိုတော့ထိုင်နဲ့ထားတဲ့ခါကျမှသိရဇရာတန်ကြတော့မခံနိုင်ဘူးဘလောက်လှလှအသက်က120ကိုထိုင်တဲ့အခါလက်ကလေးကအရင်ထောက်ပြီးစုပ်ကလေးတာပြီးတော့ထိုင်ရထားတဲ့အခါလည်းပဲလက်ကလေးနှစ်ဖက်ကအရင်ထောက်ပြီးစုပ်တော့ပြီးတော့ထားရအဲ့ဒီကြောင့်ဟာဒါဝိသခာကြီးကိုလို့ဒီလိုသိရဝိသခာဒီအရိယာဘုတ်၄ပါးမှာကြည်လို့မဝရှုလို့မဝတဲ့မိမလိမ္မာဝိသခာရန်ကုန်မြို့ကနှမတွေအမတွေအတူယူသွားကြစမ်းအတူယူသွားကြစမ်းမှာဝိသခာထိုင်းနေပြန်တော့လေအမလီမတ်တရတ္တလေးကြည်ခြင်းပြန်တယ်ကြည်တဲ့လူကအာမရလို့မတ်တရတ္တလေးကြည်ပြီးပြန်တော့လေထိုင်းနေတာကြည်ခြင်းပြန်တယ်ထိုင်းနေတာကြည်ပြီးပြန်တော့လေလျှောင်းပြီးတော့အိမ်နေတာလေးကြည်ခြင်းပြန်တယ်လျှောင်းပြီးအိမ်နေတာလေးကြည်ရပြန်တော့လေဝိသခာလမ်းလျှောက်တာလေးကြည်ခြင်းပြန်တယ်အရိယာဘုတ်၄ပါးဘယ်နေရာကြည်လို့မဝအောင်လှတဲ့ဝိသခာမျိုးကောင်းရင်၅ပါးနဲ့ပြည့်စုံတဲ့ဝိသခာပြေသာကြီးခုခေတ်ဒီလိုအရိယာဘုတ်၄ပါးသလုံးကြည်မဝအောင်လှတဲ့မိန်းမများရှိရဲ့ထိုင်းနေတုန်းလှပြီမလို့လမ်းသွားလို့ရှိရင်လေပြောပါဘူးလမ်းသွားတာလေးဘယ်လောက်နောက်ကကြည်လို့လှပြီမဲလို့ရှေ့ကကြည့်လိုက်ပြန်တော့ပြောပါဘူးချီဘူးနော်ဆံမရဲ့ကောင်းခြင်းဆိုလို့ကြုတ်ကြောင်မဲမြုပ်သွားတော့ပြောရအောင်ပြိဿဟိုကျွတ်တို့ဈေးရောက်တာဘိန်းကလေးတွေနဲ့တွန်းလှဲကလေးနဲ့မိမတယောက်ဈေးရောက်တွန်းလှဲလေးနဲ့သွားတော့ကျုံနောက်ကအမရပူရာကဥပကြည်ကြီးနဲ့ခိတ္တရမန်ဂိတ်မှုလုပ်တဲ့ရွှေလှတို့ပါလာတော့ဟာဆရာတော်ဟောနေတဲ့ကောင်းခြင်း၅ပါးကြည်กว่าတဲ့ဟာဆာမင်းခြေမနှောက်ထီးကွာအမလီခြေမနှောက်ထီးတဲ့ဆာမင်းကျုပ်ကိုယ်တိုင်တောင်မြင်ခဲ့ရတဲ့ကြောင်မဲမျိုးတရားလေးညဟောတော့မှာဟာကောင်းခြင်း၅ပါးဆာမင်းကတော့ဖနှောက်ထီးလာလိုက်ကြည့်အောင်ဟေ့ကိုလုံးကိုပေါင်းလည်းမဆိုးဘူးကွာဟာအရွယ်ခံငယ်ကွာအကုန်လုံးပြည့်မှန်းနဲ့တူတယ်၅ခုစလုံးပြည့်မှန်းနဲ့တူတယ်လာလိုက်ကြည့်ကြစို့ဆာမင်းခြေမနှောက်ထီးတာနောက်ကမြင်တာနဲ့လိုက်ကြည့်လိုက်ကြတာပြန်လာတော့သူတို့မျက်နှာကြီးကြည့်မဲ့ကျုပ်ကမဲတယ်ဥပကြီးဘယ်နဲ့တုံးလို့ဟာနာလိုက်ပုံတော့ဗျာဟောဗျာဘာနာမှလည်းမသိဘူးမျက်စိတစ်ဖက်ကပိတ်နေတာတဲ့ပါးစပ်တရွယ်သေးတယ်တဲ့ဟာပြီးတော့အောက်လျှောက်ကြည့်ဘာမှမဟုတ်ဘူးဗျာအမလေးထားကြောင့်ဝိသခာကတော့ရှေ့ကကြည်လဲလှနောက်ကကြည်လဲလှဘေးကကြည်လဲလှအောက်ကကြည်လဲလှအထက်ကကြည်လဲလှဒီလိုလှတဲ့ဝိသခာတဲ့အတုယူစေခြင်းလို့မိမလှများဖြစ်ချင်ရင်လေဝိသခာရဲ့စိတ်ဓာတ်ကလေးတွေမွေးကြစမ်းပါကြည်အခုကျောင်းတော်ကြီးဆောက်ပြီးတဲ့ချိန်ခါမှာတထေးမတယောက်ကအမလီအသဗျာတသိမ်းထိုက်တဲ့ကဗလာလှူခြင်းလို့ဆိုတော့ဝိသခာကပြောလိုက်တငယ်ချင်းမရဲ့တဲ့ငါကတော့လူလေသေးမရှိလှုပ်ထားတာပဲတဲ့နေရာမရှိဘူးတဲ့ညိဖန်ကြီးကကြည်ခင်းသွားတော့
နေရာရှိရင်တော့ခင်းသွားတော့အဲ့ဒီနေရာမှာတထေးမတယောက်ကနေရာရှောက်ကြည့်လိုက်တာအသဗျာတသိမ့်တန်တဲ့ကဗလာခင်းစရာနေစရာမရှိဘူးနေရာမရှိဘူးနေရာမရှိတော့တထေးမကထိုင်းငူတော့တာဘောလှေကားရင်ဟာမလေးကိုးကလေးထိုက်တန်းတဲ့ကြောင်တော်ကြီးမြေဝယ်ရာရောသေနာသနာပစ္စည်းရော29ကလေးထိုက်တန်းတဲ့ကြောင်တော်ကြီးနေရာမရှိလို့မခင်ရငါဒီကြောင်တော်ကြီးတွေကုသိုလ်မပါဝင်ရပါလားရဲ့လို့တထေးမစိတ်ပြက်လို့ထိုင်းငိုတဲ့ပြိဿအဲ့ဒီလိုနဲ့တရားနာပြိဿကြီးထိုင်းငိုတော့ရှင်အာနန္ဒာကဟဲ့ဘာဖြစ်လို့ငိုတာဆိုတပည့်တော်မှဒီကြောင်တော်ကြီးတွေကုသိုလ်မပါရတော့ဘူးဗျာဟဲ့မငိုနဲ့လာဒီနေရာခင်းတရားနာပြိဿရေဖဏတ်ချွတ်တဲ့အနာမှာလှေကားအောက်ထစ်ခွေးကတဲ့လူလဲခေါ်မှာပေါ့ခြေသုံးပဝါအဖြစ်နဲ့အဲ့ဒီနေရာအခင်းခိုင်းအဲ့ဒီနေရာတော့ဝိသခါကသတိမေ့ပြီးတော့လက်ကြမ်းနေရလို့သူခင်းရတာတဲ့ဗျို့ဒီလိုကျောင်းတော်ကြီးဆောက်ပြီးလို့ကျောင်းတော်ရောက်သွားတဲ့အချိန်ခါမှာအသက်120ရှိတဲ့ဝိသခါဒီဝန္တာလွန်းလို့ပဝါကြီးလည်းပဲမောတိုက်လို့အမလေးကျောင်းတော်ကြီးလှဲ့ပတ်ပြီးတော့လာလာဝတ္တမေသူလထံဝတ္တမေလို့ဝမ်းသာလွန်းလို့အမလေးအရာတော်ပြီးဆိုဖရာသာသနာတော်ကြီးနဲ့ကြုံလို့မြတ်စွာဘုရားခွင့်ပြုလို့ငါဒီကျောင်းတော်ကြီးဆောက်ရပါဟဲ့လို့ဗိုက်ကြီးပုတ်ပြီးကတာကိုပြိဿပြီးတော့လည်းပဲသူဆောက်ရတဲ့ကုသိုလ်ကြီးကြံစည်လာတာအောင်မြင်ခဲ့လို့ကရဟံကတဝပသရံသူရမတိကလေဗနံဝိဟာရဟဒါနံဓတမိဟိသင်္ကပောမရှပုရိတောသာဓုအိုအင်္ဂရိမြေညက်တို့ဖြင့်ငါဆောက်ခြင်းတဲ့ကြောင်တော်ကြီးအပေါ်မှာရွှေသားအတီးပြည့်တဲ့စုလေမွန်ချုံပြတ်တတ်တဲ့ငါဆောက်ခြင်းနဲ့တိုက်ခမ်းမောင်း1000ရှိတဲ့ကြောင်တော်ကြီးဆောက်ရပြီလို့အမလေးပါဇက်ကဥဒန်းကျူပြီးဗိုက်ကြီးပုတ်ကြောင်တော်ကြီးလှဲ့ပတ်ပြီးတော့ကတော့လေတန်ဃာတော်တွေကဖျားလျှောက်ကြမြတ်စွာဘုရားဝိသခါကြီးသည်အသက်120ရှိမှသာသမီမြင့်မြစ်တင်တဲ့ကြောင်တော်ကြီးလှဲ့ပတ်ပြီးတော့သောတာပန်ကြီးအဖြစ်နဲ့အသက်120ရှိမှအခုဗိုက်ကြီးပုတ်ပြီးတချင်းနေဆိုပြီးခုံပေါက်ကနေပါတယ်ဝိသခါကြီးဗတ္ထသီးချေပြက်ပြီးယူသွားပါပြီဖရာပုထုဇဉ်ယဟန်အကန်းတွေကယူသွားပြီဖရာဟဲ့ချစ်သားတို့အမလီဗလိယူရမဟုတ်ဘူးချစ်သားတို့ငါသမီးပြီငါလှူခြင်းနဲ့ကြောင်တော်ကြီးလှူရပြီငါကတ်ခြင်းနဲ့ဆွမ်းစေကြောင်သင်္ကန်းဒီပစ္စည်းတွေကိုလှူဒန်းရပြီချစ်သားတို့သူလှူခြင်းနဲ့ကုသိုလ်ကြီးအောင်မြင်ပြီလို့ဗဇက်ကဆိုတာတချင်းဆိုတာမဟုတ်ဘူးဥဒန်းကျူးတာကွဲ့ဗိုက်ကြီးပုတ်ပြီးတော့ငါသမီးဝိသခါကရာကလည်းကမြင်းကြောထကရာမဟုတ်ပူဇော်တဲ့အနေမျိုးနဲ့ဝမ်းမြောက်လို့ပူဇော်တာဟဲ့ကခေါင်းတဲ့ဟဲ့လို့ဝဋ္ထုတရားပူဇနာထာယနတသမိသတအာယတိန်ဒုက္ခဝိပါကောဟောတိကခေါင်းတဲ့မျိုးပူဇော်တဲ့အနေမျိုးကခေါင်းတဲ့မျိုးပရိယတိရွာမစာသင်တိုက်ကြီးမှာဟောဒီတန်ခါ200ကျော်ဆန့်တဲ့ဒီစာသင်ကျောင်းကျွတ်200ကျော်ဆန့်တဲ့ဒီစာသင်ပြီးသွားရင်လေဒီမဲ့9ပြားလှူ10ပြားလှူဒီကျောင်းတော်ကြီးလှက်ပတ်ပြီးလာပြီးပဝါပခုံးတင်ကငရဲမကြည့်ဘူးတဲ့ဗျတချင်းမရကြုတ်ရေးပေးခဲ့ပူဇော်တဲ့အနေမျိုးပြောတာကမြင်းညောထားတဲ့အလုံးနဲ့တော့မလုံးနဲ့အောက်ငုတ်တုတ်ဆင်းသွားမယ်ဒါကြောင့်တရားနာပရိသတ်ကြီးအဲ့ဒီကဲ့သို့မြတ်စွာဘုရားကမိန့်တော်မူ၍ချစ်သားတို့ပန်းကုန်းသောယောက်ျားသည်များစွာသောပန်းတွေထဲမှကောင်းလို့ရပန်းကလေးတွေကိုယူပြီးတော့လှပအောင်တီးကုန်းတဲ့ကဲ့သို့ငါသမီးသည်ကောင်းသောအမှုကောင်းသောကုသိုလ်တွေကိုခုကဲ့သို့ရွေးချယ်ပြီးတော့ပြုတဲ့သမီးဟဲ့လို့
မြတ်စွာဘုရားကိုတော်မြတ်ဟောကြားဒီလိုဟောကြားပြီးတဲ့နောက်ဝိသခာကြီးဝိသသမီးနှစ်ကြိမ်မြေလေးရမြစ်ရှိထောင်အသက်120သူဆောက်ခြင်းတဲ့ကျောင်းတော်ကြီးဆောက်လို့ဝိသခာခုံတရင်မျိုးကိုင်တရားနာပိဋကဝိသခာကြီးအသက်120နဲ့ကျောင်းတော်ကြီးဆောက်ပြီးတော့အဲ့ဒီဘုံကစုတေသောခါဘယ်ရောက်တုံးဆိုကျွတ်တူနေမနရတိနတ်ပြည်သူနေမိတနတ်မင်းကြီးရဲ့နတ်မိဖုရားဖြစ်ပါတယ်ဗျာကျေးတော့ဘယ်နတ်ပြည်တော့ပြီးအောင်ပြောနေရာမရှိဖြစ်နေအောင်ပဲနေမနရတိနေမနရတိနတ်ပြည်သူနေမိတနတ်မင်းကြီးရဲ့နတ်မိဖုရားသာသနာတော်ကြီးပြုလဲပြုစုပါရဲ့လှူလဲလှူပါရဲ့ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာယုံမြအာသဝမကင်းသေးတဲ့ဝိသခာကြတော့ဟိုကိစ္စတွေကြတော့လဲဘယ်သူနဲ့မှမတူအောင်မျိုးကဲခုတည်းထိခံစားတော့ဟိုကိစ္စဆိုသိရောပေါ့ခုတည်းထိခံစားတော့နတ်ပြည်မှာဒါကြောင့်ကျောင်းအမကြီးတွေသင်္ကန်းအမကြီးတွေအမလေးပစ္စည်းလေးပါးဒါရကအမကြီးတွေဝိသခာအမကြီးကခမည်းတော်နတ်ပြည်ကစောင့်နေသူမျိုးဝိသခာဂုံတရင်လေးပြောလိုက်ကြအောင်ဆိုကိုင်အားလုံးမြိုင်လေးဆိုသမ်းမတေထနော်ညောင်နာနာလုံးမနေနဲ့ဆိုသမ်းမဝိသခာဂုံရောင်တင်စုံအောင်ဖြင့်ပြောမည်ဝိသခာဂုံတရင်လေးပြောမလို့မြိုင်လေးဆိုသမ်းဟဲ့ဝိသခာခုံရောင်တင်စုံအောင်ဖြင့်ပြောမည်ဝိသခာခုံရောင်တင်စုံအောင်ဖြင့်ပြောမည်ဘယ်လိုဆိုဘဲနဲ့ဝိုင်းကြီးနေပါလိမ့်ဆိုတဲ့ဘုန်းကြီးပါတော့အရှင်ပြက်တိတ္တကိုပိဋကသူကထက်ဆိုမှနားထောင်ကောင်းဆိုတော့မှဝိသခာခုံရောင်တင်စုံအောင်ဖြင့်ပြောမည်နောက်ထပ်အတန်လေးလာလိမ့်မယ်မှီအောင်သာလိုက်ဝိသခာခုံရောင်တင်စုံအောင်ဖြင့်ပြောမည်မလိုက်ဖဲနဲ့ကြီးဝိုင်းကြီးနေနော်ဟဲ့ဗါတဲ့ရှေ့ဆက်ဆိုလဲစမ်းမပုံဆောင်တဲ့ခုလောကီမာပုံဆောင်နေခုလောကီမှာတေထတ်တဲ့ပိဋကထတ်ဆိုမှနားထောင်ကောင်းထတ်ဆိုတဲ့နေရာမှာကျွတ်တို့အရင်တန်နဲ့နောက်တန်တူလို့မရနောက်တန်ကြတော့တက်တန်နဲ့ဆိုရတက်နိုင်တဲ့မင်းသားပြောပါတယ်မတက်နိုင်တဲ့မင်းသားဆိုရင်ကားလေးကျိုးတိုင်မချီနဲ့လက်ကကင်ထားအခမ်းမသိဖြုတ်ချရဟုတ်တယ်တက်နိုင်တဲ့မင်းသားဆိုနားထောင်ကြည့်အရင်သားနဲ့နောက်သားမတူပုံလေးကျုပ်ပြောပြပုံဆောင်တဲ့ခုလောကီမာဒါပထမလားပုံဆောင်တဲ့ခုလောကီမာတက်နိုင်တဲ့လောက်တက်နိုင်တဲ့မင်းသားဘာမှဖြစ်ဘူးမတက်နိုင်ရင်တော့ပြန်မဆင်းထိုးကြထိုးလဲမယ်ထိုးလဲတဲ့အတန်လေးကြုတ်ပြောအောင်မယ်နောက်အဲ့ဒီမင်းသားမျိုးတွေခင်ဗျားတို့ကြားချင်းကြားဘူးမှာပါဒါလိမ့်မောင်းမှဆိုတဲ့မင်းသားသူ့အတန်မနိုင်မှန်းသိလို့ပြန်ဆင်းပုံဆောင်တဲ့ခုလောကီမှာပုံဆောင်တဲ့ခုလောကီထိုးဆင်းသွားတာလေနှုတ်မဆင်းသူကလဲမှာကိုအတန်နဲ့ကိုတော့နိုင်အောင်လုပ်ရတာဘယ်ညာရှိရဲ့အတန်ကဒေသကြီးအတန်းဘယ်ညာမရှိဘူးလားခင်ဗျားတို့လမ်းသွားတာလို့ပေါ့ဒေသကြီးခြေထောက်တစ်ချောင်းနဲ့သွားလားဘယ်နဲ့ညာနှစ်ချောင်းသွားလဲဘယ်ညာနှစ်ချောင်းသွားလားတစ်ချောင်းနဲ့သွားလားဟိုဂျိုင်းတောင်းနဲ့သွားတာထဲပြောနေသူကမပါလို့ကတိကတဝဲလာမှာဆိုလို့ပြောရသေးဒါကြောင့်ဘယ်ညာသွားရတယ်ဆိုဟဲ့ဆိုသားမှာပါတဲ့ပုံဆောင်တဲ့ခုလောကီမာရှုမောမြည်လူအမြောဟာကောင်းခြင်းကပြည်စုံကျွဲသည်ကောင်းခြင်းကပြည်စုံကျွဲသည်
အတန်သွားလေးလည်းမှတ်ထားပေါ့ကြံဒီကံတရားနာလို့မှမင်းသားမင်းသမီးမဖြစ်ရင်လည်းအဲ့ဒါကံမဲသာအောင်မေးတယ်ဟုတ်တယ်လေဘာလဲဆိုသားမဘယ်တောင်ရောက်သွားပါလိကောင်းရင်ကပြည်စုံကျွဲသည်ဆိုလိုက်အမိပုံနဲ့ပေး၍လူညာဟာညာဟာဘာပြန်ငါဆောင်နေသွားလိုက်ကိုပါကိုဘုန်းကြီးအကုန်ဆိုမကောင်းလို့ဘုန်းကြီးစောင့်နေတယ်ကိုကန်ဒီကသွားလိုက်နော်ဘာတဲ့ဘာတဲ့အမိပုံနဲ့ပေး၍လူညာဟာပေါ်လိုက်ဟေ့ညာညာညာဟုတ်ပါငါကြီးပြေးထားတယ်ရောသွားလိုက်ပြီးရောပေါ့ကိုက်ပြီးတော့ဗါတဲ့ဆိုလဲစမ်းမအင်းရှိပါဆုရှိဖြာငယ်အမလေးပိဿဝိသခအင်းရှိပါဆိုပါလားပိဿဘာရှိပါတဲ့အင်းရှိပါဆိုတာဘယ်သူနဲ့မှမတူလို့အံ့ဩစရာကောင်းတဲ့ချီးမွမ်းစရာကောင်းတဲ့ရှိပါမြို့ဟေးမလီအောင်စရာကြီးဒါမျိုးဘယ်နှခုတော့၈ခုကိုက်ဆိုကြည့်သားဟဲ့လက်ချိုးပြီးတော့လက်ချိုးဆိုသားဟဲ့တော့ကျော်ဆင်းသားဝို့ငါကျွမ်းတဲ့ဆင်းသားဝို့ငါကျွမ်းတဲ့ဟောဗျာငါးတွေရောဝါတွေရောပဲအိမ်ပါအောင်ယူသွားတောကျော်ဆင်သားဝတ်ငါကျွမ်းတဲ့တောကျော်ဆင်သားဝတ်ငါကျွမ်းတဲ့လိုက်ကြည့်သားမအတူတူတောကျော်ဆင်သားဝတ်ငါကျွမ်းတဲ့တောကျော်ဆင်သားဝတ်ငါကျွမ်းတဲ့ဘယ်နှချက်တို့ရှစ်ချက်ဟိသောဆိုတာငယ်ငယ်ကလေးတွေကသောတာပန်တည်သည်သောဆိုတာဘာတို့ဟိကျော်ဆိုတာဝိသခရဲ့ဂုဏ်တရင်သည်လူပြေနတ်ပြေကြောကြသည်ကျော်ဆိုတာဘာတို့ဟိပြီးအောင်ပြောဝိသခကိုရမလာနဲ့ပြီးအောင်ပြောဝိသခဂုဏ်တရင်လူပြေနတ်ပြေကြောကြပါတယ်ဗျာကျော်ဆိုတာဘာတဲ့တို့ဟိဟုတ်သွားပြီသောကြော်ပြီးတော့ပါတော့ဆင်းဆိုတာဆင်းမြောင်၅စီးအားကိုဆောင်းနိုင်သည်ဆင်းပြီးတော့ပါတော့ဟိသားဆိုတာသားသမီးနှစ်ကြိမ်မြေးလေးရမြစ်ရှိထောင်ရသည်သားပြီးတော့ပါတော့ဟိဝတ်ဟိုစောင်းကြီးတွေပတ်ပြီးချမ်းတဲ့လူကြီးတွေဝတ်တချို့လဲဝိုးယုံနဲ့မကဘူးဇိမ်နဲ့အမဲတရားဝဲလာပြီးရတာယူနေတာဘာပဲဖြစ်ဖြစ်အိမ်တူတူအိတ်တာတဲ့တော့ဒီမှာအဆင်ပြေတော့ပေါ့ဟုတ်သားပဲတရားပခက်ဓမ္မပခက်ကြည့်တယ်နာပိဋကကြီးဝိုးတဲ့ဘာလို့ပိဋကကြီးဝတ်ဆိုတာမဟာလတာတန်းစာကြီးကိုဝတ်ဆင်ရသည်တပြည့်စုံသည်ငါပြီးတော့ပါတော့ကျွမ်းဆိုတာသာသနာတော်နဲ့အကျွမ်းဝင်သည်သက်ဆိုတာဘာတော့သက်ဆိုတာဟောဗျာအေးလေသက်ဆိုထွက်တော့ဟာဒါရှိတော့တာပဲသက်ဆိုတာသက်120ပေါ့ပြည်သားကြီးသက်ဆိုတာဘာတော့အဲ့ဒီအင်းရှိပါနဲ့ပြည့်စုံရင်မကတရားနာပြည်သားကြီးဝိသခာရီဆုရှိပါနဲ့လည်းပြည့်စုံသည်ဆုပဲနှစ်ပါးတော့ကဲဆုရှိပါဆိုကြည့်စမ်းဟိဆိုလေတလုံးချင်း
နာကျွေးရာဆေးနှုတ်ရေအခါနာကျွေးရာဆေးနှုတ်ရေဆိုကြဟိကျွေးနဲ့ဆေးနဲ့ဟိုနဲ့နေနဲ့ရောကုန်အခါနာကျွေးရာဆေးနှုတ်ရေအခါနာကျွေးရာဆေးနှုတ်ရေပြောကြည့်သားဆေးရအိမ်ကဒီထီအောင်ယူလာတယ်အေးဘက်မှာကြောက်လို့တဲ့တရားနာရင်စားရတော့ရအောင်တဲ့ကုရ်အာန်တို့ ABC တို့ဆာဖာတို့ယူလာတဲ့နဲ့တူပါဆေးကြီးအရင်ရောက်နေအခါနာကျွေးရာဆေးနှုတ်ရေကဲအဓိပ္ပာယ်သိပါပြီပြိဿနောက်မှတိတ်ခွေဖွင့်နားထောင်ကြတော့ရှင်းလုံးတော့မှတ်မိပါပြီအဓိပ္ပာယ်ပြောကြစို့ဆိုတာဧည့်သည်ယဟန်များကိုဝိသခာကြီးကသူကြီးပဲလှူရတဲ့မျိုးဧည့်သည်ယဟန်များကျွတ်တော့ဘုန်းကြီးလို့ဆိုအာဂန္တုယဟန်များပေါ့ဒါပေတိခမည်းတော်ကိုလူတွေနားလည်အောင်လို့ကျုပ်ကဧည့်သည်လူကြတော့ဧည့်သည်ဘုန်းကြီးကြအာဂန္တုဒီလိုယဟန်တွေကိုအာဂန္တုယဟန်တွေကိုသူပဲဆွမ်းလှူရသည်ခဆိုတာခရီးသွားယဟန်တွေကိုသူပဲဆွမ်းလှူရသည်မနေ့ဖြင့်ကသံဃာပဲနှစ်ယောက်ပဲကြွလိမ့်မယ်ဆိုရင်အဲ့ဒီသံဃာတွေဝိသခာကဆွမ်းကလိုက်ရသည်ခနာဆိုတာနာဖျားတဲ့ပုဂ္ဂိုလ်တွေသူပဲလှူရသည်ကျွေးဆိုတာကနာဖျားတဲ့ယဟန်တော်တွေလှုပ်ကျွေးတဲ့ကိုတော်လေးတွေသူပဲလှုပ်ကျွေးရသည်အခုခေတ်လို့ဆိုရင်သူနာပြုကိုတော်လေးတွေသူပဲလှုပ်ကျွေးရသည်သူပဲဆွမ်းကရအခနာကျွေးရာဆိုတာကျွတ်တို့ရာကူအများအားလှူရသူစုတွေပေါ့ဆေးဆိုတာကဆေးအများအားလှူရသည်နှုတ်ဆိုတာကယဟန်မိမများရေသနှုတ်သူပဲအများအားလှူရသည်ရေသနှုတ်ဆိုတာရေလဲယဟန်ယောက်ျားများကြတော့ရေဆိုတာမိုးရေကန်သင်္ကန်းသူပဲလှူရသည်အဲ့ဒီဆုရှိပါကိုရတဲ့ဝိသခာဒါကြောင့်ဗါတဲ့ဆိုလိုက်စမ်းမအင်းရှိပါဆုရှိဖြာငယ်အင်းရှိပါဆုရှိဖြာငယ်ဗျအော်တယ်ဆုံးနေတော့တာပဲမစိုးဘူးအေးကွာဒီလိုလဲလုပ်ပါဦးမှာပေါ့ချမ်းကချမ်းနဲ့နော်ငါချွေးလေးစိုးနေတာကွာနှကန်းလေးတွေလက်ကလေးချချွေးစိုးနေတာကွာအော်လို့ကွာကျုံချမ်းဘူးပြိတ္တကြီးချမ်းလားချမ်းပါတယ်ချမ်းတာမအော်လို့ပြိတ္တကြီးချမ်းမပြောက်တဲ့ခြင်းဘူးလားပြောက်တဲ့ခြင်းစောင်းကြီးပတ်နေလို့မပြောက်ဘူးကဲဆိုသားမအင်းရှိပါဆုရှိဖြာငယ်120ရှိညောဟာသာသမီမှနှစ်ကြိမ်ဖွာပါတယ်မြင်းလေးရမြရှိထောင်းမစိုးဘူးခေအိမ်ကြအာသာရှာသာနဲ့လှုပ်ပေါ့ကွာဘုန်းကြီးမို့ရိုးရိုးပြောပေးနေတာအိမ်ကြရင်လေမြင်းလေးရမြစ်ရှိထောင်းဟောင်းလှုပ်ပေါ့ကွာအာသာရှာသာနေနဲ့အိမ်ကြဟောင်းလိုက်အောင်ပေါ့ရတယ်ဟဲ့ဗါတဲ့ဆိုလဲစမ်းမသာသမီမှနှစ်ကြိမ်ဖွာပါတယ်မြင်းလေးရမြစ်ရှိထောင်းငါးပါးဆောင်ဆင်းမြောင်အားရင်နဲ့ငါးပါးဆောင်ဆင်းမြောင်အားရင်နဲ့မဟန်လတများဝတ်တယ်၍ဆောင်းဟောင်းပြီးဘုန်းကြီးကြီးစောင့်နေဆိုရမှာကဒီလိုပြိဿငါးပါးဆောင်ဆင်းမြောင်အားရဲ့လေမဟန်လတများဝတ်တယ်၍ဆောင်းဟောင်းအမလေးအရှိကြီးနော်ဟောငါရှက်လို့သာကြလားရှက်ပသည်နည်းနည်းချမ်းသာပါအိမ်เจ้าမှာကိုပေါ့ကိုဆွဲဘုန်းကြီးဆွဲမကောင်းလို့ဒါအိမ်เจ้าမှာဆွဲကြလား
ဘုန်းကြီးကဒီအတန်ကိုအကုန်လုံးဆွဲပြလို့မတော်ဘူးခင်ဗျားတို့လည်းလူတဲ့ဆိုတော့အတန်သွားအမလေးမှားသွားရှက်စရာကြီးဆိုအိမ်เจ้าမှာကိုယ့်ဘာကိုဆွဲပြီးအောကြည်စားတယောက်တည်းကဲကြည်တရားနာပြတာဗါတဲ့ဆိုလေဆမ်းမငါးပါးဆောင်းဆင်းမြောင်အားရဲ့နဲ့မဟာလတများဝတ်တယ်၍ဆောင်းသွားလိုက်ဟေ့အော်ဟောဗျာရက်ချနေတာကိုကဲအဲ့ဒီတိုင်းပဲထားခဲ့ပါတော့ဗါတဲ့လွယ်ဆမ်းမလူတန်းနဲ့သင်္ကန်းရောက်မှာအော်လူတန်းနဲ့သင်္ကန်းရောက်မှာဟာငါတော့ကောင်းသွားဘူးဆိုဟေ့ဗါတဲ့ရွှေလောင်းပြောင်းထိန်ကတောက်ပါလို့ကြောင်ဆောင်ရင်ဆွမ်းစေးလှူဒန်းခဲ့သည်ဝိသခာမြတ်ကုန်ကြီးမှာနဘုံပြည်ရှိသေးတဲ့ကွယ်လေးအမလီသုံးဓာတ်မြန်ကြော့လိုက်ရရင်တော့အတန်ကအမျိုးမျိုးသွားမှာငါလည်းသုံးဓာတ်ရေးမထားဘူးပြီးတော့ဗါတဲ့ဝိသခအမမျောတယ်အော်ဝိသခအမမျောတယ်နတ်ပြေတော်လိုက်ခဲ့ကြလေသွားလိုက်ဟေ့လေလို့လေဟောဗျာပြတိပြဆောင်ကြီးဘုန်းကြီးကြီးအပြီးတိုင်စောင့်နေတယ်ဘုန်းကြီးဆိုမကောင်းလို့ပြောရသားနဲ့မကောင်းမသည့်ကုံပါပြီတပုတ်လုံးဟုတ်တယ်ကဲဒီတော့တရားနာပြိဿဝိသခာကြီးသည်နိမ္မနရတိနတ်ပြေမှာသူ့နေမိတနတ်မင်းကြီးရဲ့နတ်မိဗျာဘဝနဲ့ငါကြောင်းတော်ကြီးဆောက်ပြီးတော့နတ်ပြေတက်လာလို့ဟောရန်ကုန်မြို့ရွာမပရိယတ္တိစာသင်တိုက်အင်းစိန်မြို့ကျန်ဒီကံတရားပွဲမှာဆွမ်းစားကြောင်းကြီးအတွက်လှူဒန်းကြတဲ့ကျောင်းအမတွေငါစောက်မဟဲလိုက်ခဲ့ကြတော့လို့ခမည်းတော်အမကြီးကမျောနေတယ်ကျောင်းဆောက်တဲ့ကုသိုလ်ကြီးပါပြီးတော့နတ်ပြေကိုလိုက်ကြကုန်တော့ကောင်းမလားပြိဿကြီးဟိုင်းနတ်ပြေသူ့နေမိတနတ်မင်းကြီးရဲ့နတ်မိဗျာဖြစ်ပြီးနောက်အောက်ပြန်မဆင်းမနဲ့ဘုံစင်ဆံပြီးတော့ဝိသခာကြီးပြီကျွတ်တို့အထက်အကနိဋ္ဌရောက်တော့မှကျွတ်တို့တရားနာပိဋကရေအာသဝကုံခုအာသဝကုံလို့ယဟန္တာဖြစ်ပြီးတော့ခါပရိနိဗ္ဗာန်စံပါလိမ့်မယ်နိဗ္ဗာန်ကိုယဟန္တာမိမ့်မာကြီးဖြစ်ပြီးအထိစံပါလိမ့်မယ်လူပြေပြန်မဆင်းတော့ပါဘူးဘုံစင်စံပါလိမ့်မယ်ဗျာပိဋကကြီးဘုံစင်များစံညင်မူလားဘုံစင်စံတဲ့ဝိသခာကကြောင်းဆောက်သွားတာလားမဆောက်ဖဲသေသွားတာကြောင်းဆောက်လို့ဘုံစင်စံပြီးကြောင်းဆောက်သေသွားတယ်ဒါကြောင့်ဘုံစင်စံရတာပရိသတ်ကြီးလည်းဝိသခာကြီးလို့ဘုံစင်စံခြင်းရင်ဒီဆွမ်းစားကြောင်းကြီးတဲ့လှူရမှာလားမလှူပဲနေရမှာအဲထုတ်လေဟောဗျာ3000မှပြည့်သေးပဲခုတည်းထိပေါ်ဘူးနော်ကဲထားကြောင့်တရားနာပိဋကဒီကနေ့12နာရီခွဲသွားလို့နိုင်ပြန်တစ်ချက်ထိုးမှလည်း15မိနစ်လိုပါတော့တယ်ကျုပ်လည်းကြိုးကြိုးစားစားနဲ့ဒီဇတ်တော်ကြီးဒီကနေ့ညအပြီးသိမ့်လို့မနှက်ဖြင်ကကြတော့မုံစိတ်မရည်ရွယ်ဒီဇတ်တော်ဟောပါမယ်ဗျာမှတ်ထားနော်တေးသေးချာချာရုပ်ရှင်တွေမုံစိတ်မရည်ရွယ်ရိုက်တုန်းကကျုပ်ကကန့်လန့်တိုက်မဲ့တာချစ်စိတ်မရည်ရွယ်အဲ့ဒါတချို့ကပြောတယ်ဟိုမုံစိတ်မရည်ရွယ်ဇတ်ထုတ်ကဒီနာမည်နဲ့ခေါ်စရာရှာမရလို့လားမရှိလို့လားမေးလို့ gain နှက်ဖြင်ကရှိတဲ့အကြောင်းတော့ပြရမှာပြုဇက်ကားတွေကမုံစိတ်မရည်ရွယ်လားကြမ်းကန်တွေကမုံစိတ်မရည်ရွယ်လားဆိုတာသိရအောင်မနှက်ဖြင်ကနောက်ဆုံးညဆိုတော့ကြိုးစားပြီးတော့တရားနာစောစောကြွကြလို့တိုက်တွန်းပြီး gain မေတ္တာပို့ရအောင်အားလုံးဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုယ်စိတ်မြဲပါစေ
အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေလောက်ကုန်စောင်းတိစောက်ထိုးတယ်ဆရာတော်ဘုရားချမ်းသာပါစေဘောဘယ်နဲ့ကိုပြန်ပို့တော့လိမ်မျိုးတွေမြစ်ထဲပို့ဖို့ကောင်းတယ်အားမလုံးနဲ့တော့လေကျုပ်ကပို့တာအားလုံးပရိသတ်ကြီးချမ်းသာပါစေကျုပ်ကပို့တော့ခင်ဗျားတို့ကအားလုံးမလိုက်နဲ့ဆရာတော်ဘုရားချမ်းသာပါစေဘောအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကြံသေးရလားပရိသတ်ကြီးကြံသေးရလားကဲတရားနာပရိသတ်အိမ်ပြန်ပို့ရအောင်ဗျာအတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ခဲ့လည်းရင်ရှင်ရင်နေဖုံမုန်းစိတ်တွေပြစ်ပြအသီးသီးသောမိမိတို့အင်္ဂယာဌာနသို့နိဝတ္တန်တို့သီးခံရတာပြန်ကြပေတော့နိဝတ္တန်တို့မေတ္တာရုပ်ပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေတရဆွေကလျှံပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြောင်းကြစေကုန်သတည်းတရားမွေလျောဓမ္မမိတ်ဆွေများရှင်ဓမ္မကတိကအကျော်ဆရာတော်များရဲ့တရားတော်များဖြင့်ဗုဒ္ဓပူဇာဓမ္မပူဇာသံဃပူဇာတေးများနဲ့မိဘဆရာကတော်တေးများကိုနားဆင်ကြည်နူးလိုကြပါရဲ့မင်္ဂလာစိန်တေးသံတွေမှာကက်ဆက်ခွေး CD ဓာတ်ပြားများနဲ့ VCD ဓာတ်ပြားများကိုဝယ်ယူရရှိနိုင်ပါပြီရှင်ကြည်လင်ပြီးတညွတ်မြတ်တာအတန်ကုန်တရက်လေးထားတဲ့မင်္ဂလာစိန်အတန်ကူးလုပ်ငန်းနဲ့ရောင်းဆိုင်တီနေယာအမှတ်143 23လမ်းရန်ကုန်မြို့ဖုန်း254 239